ရွံသုံးဆဲတယ်လားမင်းကတူတောင်းစားကိုပေးကမ်းနေတာအောက်မေ့နေလားလင်းကျင်ကပြောပြီးသားပဲဒီပြားရီကရွံ80တန်တယ်လို့လင်းကျင်ကအော်ဟောက်နေတာပေါ့ချင်းမင်းပွဲတော်နေတုန်းကကျွန်တော်ဟာရွံတန်းငွေသားတွေကိုတည်ပြီးတောင်ပေါ်ရွာလေးစီပြားရီသွားဝယ်ခဲ့တာဗျာဒါပေမဲ့ကားပေါ်ကိုပြားရီတွေတင်းတော့မဲ့အချိန်မှာတင်ပြားရီစိုက်ပျိုးသူတွေကအုပ်စုလိုက်ဈေးနှုန်းတိုးတောင်းကြပါတော့တယ်အရင်ကတေချာဈေးစကားပြောထားသမျှကိုအကုန်လုံးလန့်ဖြတ်ပစ်တဲ့အပြင်ပြားရီတွေပုံထဲမှာပဲပုတ်ချင်ပုတ်မင်းစီကိုတော့လုံးဝမယောင်းဘူးလို့ထိပါအော်ဟောက်ကြွေးကြော်နေကြတာပါလီသူထေအခုဈေးကွက်ပေါက်ဈေးကတပိတာကိုရွံ80ရှိတယ်ဒါပေမဲ့ခင်များပေးတဲ့ဝယ်ဈေးကတပိတာမှရွံ30ပဲဒါကဓာပြတိုက်တာပဲမဟုတ်လားကျွန်တော်မျက်လုံးပြူးသားနဲ့ဒီမျက်နှာစိမ်းလူငယ်လေးကိုငြိမ်ကြည့်နေလိုက်မိတယ်ရွာသားတယောက်ကလီသူထေဒါကလူတော်ရဲ့တမတ်လင်းကျင်လေးသူကစီးပွားရေးပညာတက်ထားတဲ့တက္ကသိုလ်ကျောင်းသားဒီနေ့တော့သူ့ကိုပဲတို့ရွာသားတွေရဲ့ကိုယ်စားလှယ်ဖြစ်ထားပြီးခင်များနဲ့ဈေးစကားပြောခိုင်းမယ်လို့လာရှင်းပြရှာတယ်ကျွန်တော်နဲ့အမြဲတမ်းရင်းနှီးခဲ့တဲ့ပြားရီစိုက်ပျိုးသူတွေဟာလင်းကျင်ရဲ့အနောက်မှာပုံနေကြပြီးမျက်လုံးတွေပြားရခတ်နေကြတာကိုမြင်တော့အခြေအနေကမလွယ်ဘူးဆိုတာကျွန်တော်ချက်ချင်းရိပ်မိလိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့ပြုံးမဲ့နေလိုက်ပြီးအချိန်ကတိတ်မရှိဘူးဗျအရင်ဆုံးကားပေါ်ပစ္စည်းတင်ကြရအောင်ပြောစရာရှိတာတွေကိုပစ္စည်းတင်ပြီးမှအေးအေးဆေးဆေးထိုင်ရှင်းကြတာပေါ့လို့ဖြန့်ဖြေလိုက်မိတယ်နေဦးမှန်ရဘူးလူတော်ကလူအုပ်ထဲကနေပြေးထွက်လာပြီးပြားရီပုံကြီးရဲ့အရှိမလက်နှစ်ဖက်ကိုဆန့်တန်းကကားစီးလိုက်ပါတော့တယ်ဒီနေ့ဘသူကငါအိမ်ကပြားရီတွေကိုလာထီရဲလဲငါစောင့်ကြည့်မယ်တဲ့လူတော်အတော်ဒါဘာလို့တာလဲဗျာတို့တွေစာချုပ်ချုပ်ထားပြီးသားပဲဥစားစာရွက်ပေါ်မှာအဖြူမေးတေချာရေးထားပြီးသားဒီနေ့ပိုက်ဆံပေးပစ္စည်းယူလို့ရမှာလေအတော်ကအခုစာချုပ်ဖြတ်မလို့လားလို့ကျွန်တော်ကမေးလိုက်တော့ဘေးကလင်းကျင်ကရုတ်တရက်လောင်ပြုံးပြီးဝင်អော်တယ်ခင်များကဒီစာချုပ်စုပ်ကြီးကိုထုတ်ပြီးရိုးသားတဲ့လယ်သမားတွေကိုလာမချင်းချောင်းနဲ့ဈေးကွက်စီးပွားရေးစနစ်မှာအရာကိုဈေးကွက်စီကံတိုင်းပဲလုပ်ရမယ်ကဲရွာသားတို့အခုအပြင်မှာပြားရီဈေးဘလောက်ပေါက်နေလဲအားလုံးပြောပြလိုက်စမ်းရွာသားတွေကအွန်လိုင်းပေါ်မှာရွံ80ကျော်ပေါက်နေပြီအချို့နေရာတွေမှာရွံ100တောင်ပေးရတယ်လို့ပြိုင်တူអော်ကြပြီးပြားရီစိုက်ပျိုးသူတယောက်ကဖုန်းထဲကဈေးနှုန်းတက်ပုံကိုပါထုတ်ပြလာပါလေရောလင်းကျင်ကကျွန်တော်ဘက်လက်ကြည့်ပြီးကြားတယ်မလားလီသူသေးခင်များပေးတဲ့ဒီဈေးနှုန်းကတကယ့်ကိုမတရားလုံးရမကြဘူးလားလို့ရွက်မေးတော့တာပေါ့လင်းကျင်စရင်ကိုအဲ့ဒီလိုတွက်လို့မရဘူးဗျပထမဆုံးချက်ကအဲ့ဒါကလက်လီဈေးဝယ်ဈေးမဟုတ်ဘူးဒုတိယချက်ကစီးပွားရေးလုပ်ရင်စာချုပ်ပေါ်တစ္ဆာရှိရတယ်လွန်ခဲ့တဲ့တလားကဘသူမှပြားရီလာမဝယ်တော့ကကျွန်တော်ကရွံ30နဲ့အာမခံပေးပြီးဝယ်ခဲ့တာလေအဲ့ဒီအချိန်တုန်းကခင်များတို့ကဈေးကွက်စီးပွားရေးအကြောင်းဘာလို့မပြောခဲ့ကြတာလဲပြီးတော့ဒီတောင်ပေါ်လန်းကိုလည်းကျွန်တော်ကိုပိုင်ငွေရွံ200တူညာစိုက်ထုတ်ပြီးခင်းပေးခဲ့တာပြားအောင်ဒေတာတွေကိုလည်းကျွန်တော်ကပဲအလာကားပေးခဲ့တာအကယ်၍ဈေးကွက်စီးပွားရေးအတိုင်းတွက်မယ်ဆိုရင်ဒီစရိတ်တွေကိုကောအရင်နည်းတဲ့ထည့်တွက်ရမှာမဟုတ်ဘူးလားလို့ကျွန်တော်ကရှင်းပြလိုက်မိတယ်ဒါပေမဲ့လူတော်ကတော့အဲ့ဒါမင်းဘာသာမင်းစေတနာအလျောက်လုပ်တာလေဘသူကမင်းကိုလမ်းခင်းပေးပါလို့လာတောင်းပန်လို့လဲမင်းဘာသာမင်းခင်းကျင်လို့ခင်းတာပဲအဲ့ဒါမင်းရဲ့နစ်မြုပ်သွားတဲ့အရင်နည်းပဲဝိစာနာတို့နဲ့ဘာဆိုင်လို့လဲကျွန်တော်လူတော်ကိုအဲရုံလို့ဆိုတာကြည့်နေမိတယ်ဗျာလွန်ခဲ့တဲ့တလားကတင်ကျေးဇူးတင်ပါတယ်သူထေးရလို့တွတ်ပြောနေတဲ့ရိုးသားတဲ့လယ်သမားတယောက်ဟာအခုကျတော့ဘာဆက်ကနေနစ်မြုပ်သွားတဲ့အရင်နည်းဆိုတဲ့စီးပွားရေးပညာရဲ့ဆိုင်ရာစကားလုံးတွေကိုအားရပါးရပြောနိုင်နေပြီကိုသူမပြားရီပုံးရှိမှခါထောက်ပြီးရန်ကားနေတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာဒေါသတွေဝုန်းခနဲ့ထွက်လာရပါတော့တယ်ကျွန်တော်ဒေါသကိုမျိုးသိပ်ပြီးလူတော်ဒီစကားတွေကိုအတော့ကိုဘသူတင်ပေးတာလဲလို့မေးလိုက်တယ်ဘသူမှတင်ပေးစရာမလိုဘူးငါဘာသာငါလေးလာတာအခုခေတ်မှာအင်တာနက်ရှိတာပဲဘာမဆိုရှာဖတ်လို့ရတယ်လင်းကျင်ကဘေးကနေရဲပြီးရှေ့ကိုတိုးလာကလီသူသေးခစ်ကပြောင်းသွားပြီဗျလူတော်ပြောတာမှန်တယ်ခင်များလန်းကင်းတဲ့ပိုက်ဆံကနစ်မြုပ်သွားတဲ့အရင်နီးပဲအခုဝယ်ယူမဲ့ဈေးနှုန်းနဲ့ဘာမှမဆိုင်ဘူးလို့ဝင်អော်ပြန်ရောကျွန်တော်လင်းဘက်လက်ပြီးလင်းကျင်ဒီနစ်မြုပ်သွားတဲ့အရင်နီးဆိုတဲ့စကားလုံးကိုမင်းမဲလူတော်ကိုတင်ပေးခဲ့တာမဟုတ်လားလို့မေးလိုက်တော့သူကဟက်ကျွန်တော်ကတော့ရွာသားတွေကိုဈေးကွက်စီးပွားရေးရဲ့အခြေခံဗဟုသုတတွေဝေမျှပေးုံတင်ပါလို့ပြန်ပြောတယ်ဗဟုသုတဝေမျှတယ်ဟုတ်လားဒီလမ်းကိုကျွန်တော်ရွာ200တူညာအကုန်ခံပြီးခင်းပေးခဲ့တာပြားအောင်ဒိတ်တာ120လုံးကိုလည်းအလာကားပေးခဲ့တာလွန်ခဲ့တဲ့တလားကဘသူမှပြားရီလာမဝယ်တော့ကကျွန်တော်ကတပိတာကိုရွံ30အာမခံဈေးနဲ့ပေးပြီးဝယ်ခဲ့တယ်ပြီးတော့ကျွန်တော်ကအမြဲတမ်းငွေသားနဲ့ချက်ချင်းရှင်းပေးခဲ့တာပိုက်ဆံတစ်ခါမှမဖြတ်ခဲ့ဘူးအဲ့ဒီအချက်တွေကိုကောခင်များရွာသားတွေကိုဝေမျှပေးခဲ့ရလားလို့ကျွန်တော်ကလမ်းဟောက်လိုက်မိတယ်ဒါပေမဲ့လူတော်ကတော့အဲ့ဒါမင်းဘာသာမင်းလောက်တာလေဘသူကတောင်းဆိုလို့လဲဆိုညင်းနေတာပေါ့ကျွန်တော်စစာချုပ်ကိုထုတ်ပြပြီးလူတော်ဒီစာချုပ်ကိုအတော့ဘာသာစိတ်လိုလက်ရချုပ်ခဲ့တာမဟုတ်လားအဖြူမဲတေချာရေးပြီးလက်ပွေပါနှိပ်ထားတာဒီပြားရီကိုတပိတာရွံ30နဲ့ပေးရမယ်ဒီနေ့ပစ္စည်းလာတင်မယ်လို့တေချာရေးထားတယ်အခုအတော်ကမယောင်းတော့ဘူးဆိုတော့ဒါစာချုပ်ဖြတ်တာပဲလို့ပြောလိုက်တော့လူတော်ကစာချုပ်ကိုကြည့်ပြီးနောက်ကိုခြေတလန်းဆုပ်သွားရှာတယ်အဲ့ဒီအချိန်မှာလင်းကျင်ကထပ်တိုးလာပြီးလီသူသေးစာချုပ်ကအသေးဈေးကွက်ကအရှင်ပြအခုပြားရီဈေးကွက်ပေါက်ဈေးဘယ်လောက်ရှိလဲခင်များလဲတည်တာပဲရွံ80ပေါက်နေပြီးအွန်လိုင်းပေါ်မှာလူတွေယူမတက်ဝယ်လိုက်နေတာခင်များကရွံ30နဲ့ဝယ်မယ်ဆိုတာဒါရွာသားတွေကိုတမင်နှိပ်စက်တာမဟုတ်လားလို့အော်တော့တာပေါ့အွန်လိုင်းပေါ်မှာရွံ80နဲ့ရောင်းတာကလက်လီဈေးပြဝယ်ဈေးမဟုတ်ဘူးခင်များကဈေးကွက်မားကတ်တင်တက်ထားပြီးတော့ဒါလေးတောင်ခွဲခြားမသိဘူးလားလို့ကျွန်တော်ကပြန်ပတ်လိုက်ပေမဲ့လင်းကျင်ကရွာသားတွေပဲလှည့်ပြီးရွာသားတို့ခင်များတို့ဒီကောင်းရဲ့လက်ကွက်တွေရဲ့မဝင်ကြနဲ့သူဒီပြားရည်တွေကိုပြန်ရောင်းရင်ဘလောက်တောင်အမြတ်ရမလဲခင်များတို့သိလားဘာလို့သူကအသားတွေကြီးစားပြီးခင်များတို့ကိုတော့အယိုးကွင်းပဲပေးရမှာလဲလို့တွေးထိုးပေးပါလေရောရွာသားတွေကလည်းဟုတ်တယ်ဘာလို့သူကအသားစားပြီးတို့ကအယိုးကွင်းတောက်ရမှာလဲလို့ဝိုင်းអော်ကြတာပေါ့
ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့လူတော်ကျွန်တော်စီးပွားရေးလုပ်တာအရင်နည်းရှိတယ်ဗျတဲယူစရိတ်ရှိတယ်ထုတ်ပိုးစရိတ်ရှိတယ်ပြီးတော့ပစ္စည်းရောက်ရင်လည်းချက်ချင်းပိုက်ဆံမရပဲအကျွေးစနစ်နဲ့သွားရတာအတော်တို့ဘက်ကသာတကယ်မြို့ပေါ်ကလူတွေကိုတိုက်ရိုက်ရောင်းနိုင်နေဆိုရင်တော့ကျွန်တော်လုံးဝမထားပါဘူးလို့ပြောလိုက်မိတယ်ဒါပေမဲ့လင်းကျင်ကလီသူသေးခင်များဒီမှာလာပြီးလူတွေကိုမချင်းချောင်းနဲ့ဈေးကွက်စီးပွားရေးစနစ်မှာဈေးမြင့်ဆုံးပေးရတဲ့သူကိုအဲတို့တွေကရောင်းမှာအခြားလူကဈေးပိုပေးရင်တို့ကအဲ့ဒီလူကိုပဲရောင်းမယ်ခင်များကယွမ်30ပဲပေးနိုင်ရင်တော့ဘေးကိုဖယ်လိုက်တော့လို့အော်တော့တာပေါ့ဒါဆိုဘသူကဈေးပိုပေးတာလဲဒါခင်များသိစရာမလိုပါဘူးဘာပဲဖြစ်ဖြစ်ဈေးပိုပေးမဲ့သူရှိတယ်ဘယ်သူလဲပြောရင်လည်းခင်များသိမှာမဟုတ်ဘူးအပြင်ကလူပဲလို့လင်းကျင်ကပြောပြီးမျက်နာကတော့အောင်နိုင်သူအပြုံးနဲ့ဖြစ်နေရောလူတော်ကလည်းဘေးကနေသူတို့ပေးတဲ့ဈေးကမင်းပေးတာထက်အများကြီးပိုမြင့်တယ်မင်းဒီမှာအချိန်လာမဆွဲနဲ့တော့လို့ရွက်ပြောရှာတယ်လူတော်အဲ့ဒီလူကဘလောက်ပေးလို့လဲယွမ်60ပေးတယ်ကိုမင်းပေးတဲ့ယွမ်30ထက်တစ်ဆတောင်ပိုများတယ်လို့လူတော်ကအားရပါရပြောလိုက်တော့လင်းကျင်ကဒါမလို့လုပ်ပေမဲ့မမီတော့ပဲလူတော်ကိုစိတ်ပြက်စွာစိုက်ကြည့်နေတော့တာပေါ့ကျွန်တော်ပြုံးလိုက်ပြီးလူတော်အဲ့ဒီလူကအခုရွာကိုရောက်နေပြီလားလို့မေးလိုက်တယ်မနှက်ဖြန်ကြရင်ရောက်လာလိမ့်မယ်မနှက်ဖြန်ဟုတ်လားကျွန်တော်ထင်တာတော့အတော့ကိုမနေ့ကတင်သူတို့ကမနှက်ဖြန်လာမယ်လို့ပြောခဲ့တာဖြစ်ရမယ်လို့ကျွန်တော်ကပြောတော့လင်းကျင်ကမပူနဲ့အဲ့ဒီလူကပြောပြီးသားပဲလီသူတေးထွက်သွားတာနဲ့သူချက်ချင်းလာခဲ့ပါမယ်တဲ့လို့ဝင်ပြောပါတော့တယ်ဒါကြောင့်ကျွန်တော်ထွက်သွားမှသူကလာနိုင်တာကိုလင်းကျင်အဲ့ဒီလူကတကယ်ပြားကြီးလာဝဲတာလားဒါမှမဟုတ်ခင်များတို့ကိုဓာစာခံဖြစ်အတုံးချနေတာလားလင်းကျင်ကဒေါသတကြီးနဲ့မင်းဒီမှာလာပြီးတွေးမခွဲနဲ့သူတို့ကဈေးပိုပေးလို့တို့တွေကရောင်းတာမင်းနဲ့ဘာဆိုင်လဲလို့ပြန်អော်တယ်မဆိုင်ရင်လဲပြီးတာပဲဆိုပြီးကျွန်တော်စာချုပ်ကိုအိတ်ထဲပြန်ထည့်ပြီးဆွဲလိုက်တယ်ကျွန်တော်လှည့်ပြီးဝန်ထမ်းခြံလေးကိုဆက်တွေအကုန်သိမ်းပြီးပြန်မယ်လို့လမ်းអော်လိုက်တော့ခြံလေးကကားပေါ်ကဆင်းလာပြီးအကိုပြားရည်တွေမယူတော့ဘူးလားလို့မေးရှာတယ်မယူတော့ဘူးဒါဆိုတို့ပေးထားတဲ့စရံငွေကောမယူတော့ဘူးထားခဲ့လိုက်ခြံလေးကစိုးရိမ်တကြီးနဲ့လီသူသေးရတို့တကယ်ကြီးပြန်มาလားတို့ကားစီးနှစ်ဆက်တောင်ယူလာတာစီဖိုးတွေလည်းအများကြီးကုန်ထားတာကိုသူတို့ကိုတပိတာရွံ40လောက်နဲ့ပြန်ညှိကြည့်ရင်မကောင်းဘူးလားဒီပြားရည်ကတကယ်အရေးသွေးကောင်းတာမို့ပြန်တယ်သွားရင်အမျက်အများကြီးရနိုင်တယ်ဗျလို့လာဖြန့်ဖြေရှာတယ်ကျွန်တော်ကတော့ပြက်ပြက်သားသားပဲမညှိတော့ဘူးခြံလေးမင်းမှတ်ထားစမ်းစီးပွားရေးလုပ်လို့ပိုက်ဆံရှုံးရင်ပြန်ရှာလို့ရတယ်ဒါပေမဲ့သူတပားကကိုခေါင်းပေါ်တက်နေပြီးစော်ကားတာကိုခံလိုက်ရင်တော့ဒီဘဝမှာဘယ်တော့မှခေါင်းပြန်မောနိုင်တော့မှာမဟုတ်ဘူးငါမိတ်တိုင်းလှုပ်ဆန်းလို့ပြောလိုက်တော့ခြံလေးလဲဟုတ်ကဲ့ပါဆိုပြီးဝန်ထမ်းအားလုံးကိုအကုန်လုံးဆက်တွေတင်ပြီးမြို့ကိုပြန်ကြမယ်လို့လမ်းអော်တော့တာပေါ့ကျွန်တော်လက်ထွက်ခဲ့တော့လူတော်ကခါကြောင်သွားပြီးမှမာနနဲ့မေးဆောင်ထောင်ကလီသူသေးမင်းတေချာစဉ်းစားဦးနော်မင်းအခုထွက်သွားရင်နောက်ဆိုတို့စီကိုပြန်မလာနဲ့နောက်မှတို့စီပြန်လာပြီးမတောင်းပန်နဲ့ဦးလို့လမ်းអော်ရှာတယ်စိတ်ချပါနောက်ဆုံးကြရင်ဒုက္ခရောက်မှာကခင်များတို့ပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ကပြန်ပြောလိုက်တယ်အဖိုးသူကြီးကလည်းပြေးလာပြီးလီသူသေးမလောပါနဲ့ဦးတို့တွေပြန်ကြီးကြရအောင်လို့တားပေမဲ့လင်းကျင်ကသူကြီးကိုဆွဲဖယ်ပြီးသူကြီးမထားနဲ့ဈေးကွက်စီးပွားရေးစနစ်မှာလွတ်လပ်စွာပြိုင်ဆိုင်ခွင့်ရှိတယ်သူပြန်ကျင်ရင်သူ့တဘောပဲတို့တွေကဘာလို့တားရမှာလဲလို့အော်တယ်လို့လူတော်ကလည်းဟုတ်တယ်သွားပါစေသူမရှိရင်တို့ပြားရည်တွေကပုံထဲမှာပုတ်သွားမယ်လို့ထင်နေလားလို့လိုက်អော်ကြတော့တာပေါ့ဘေးကအမျိုးသမီးဝန်ထမ်းတယောက်ကလူတော်စကားကိုအဲ့ဒီလိုမပြောပါနဲ့လီသူသေးကတို့ရွာပေါ်မှာလို့ဝင်ပြောပေမဲ့လူတော်ကသူကနင့်ကိုပိုက်ဆံဘလောက်ပေးထားလို့မင်းကသူ့ဘက်ကထွက်ပြောနေရတာလေဟိုလူကယွမ်60ပေးတယ်သူကယွမ်30ပဲပေးတာကိုမင်းကသူ့ဘက်ကကူပြောနေရအောင်ယူနေလားလို့အော်ပြစ်လိုက်လို့အဲ့ဒီဝန်ထမ်းလေးလည်းခေါင်းငုံပြီးငိမ့်သွားရှာတော့တယ်ကျွန်တော်သူတို့ကိုဂယူးမဆိုင်တော့ပဲကားပေါ်တက်ပြီးမောင်းထွက်ခဲ့လိုက်တဲ့ကားမှန်ကနေလမ်းကြည့်တော့လူတော်ကခါထောက်ပြီးမာနာကြီးစွာနဲ့ရက်ကြံခဲ့တယ်လို့လင်းကျင်ကလည်းဖုန်းကိုကြည့်ပြီးတခုခုပြောနေလို့ရွာသားတွေကသူတို့ဘေးမှာဝိုင်းုံနေကြတာကိုတွေ့ရတယ်အဖိုးသူကြီးကတော့လမ်းဘေးမှာစောင့်ကြောင်ထိုင်ပြီးခေါင်းကိုကိုင်ကာစိုးရိမ်နေရှာတော့တာပေါ့ကားကရွာပြင်ကိုရောက်ပြီးတောင်ပေါ်လန်းအတိုင်းမောင်းလာခဲ့တယ်ကားမှန်ထဲမှာရွာလေးကတဖြည်းဖြည်းတင်းငယ်သွားပါတော့တယ်အဲ့ဒီအချိန်မှာဖုန်းမိလာပြီးကြည့်လိုက်တော့အဖိုးသူကြီးစီကဖုန်းဖြစ်နေရောသူကြီးကအချိန်ချင်းခေါ်ပေမဲ့ကျွန်တော်လုံးဝမကင်ခဲ့ပါဘူးတတိယအချိန်မြောက်ခေါ်တဲ့ချိန်မှာနံပါတ်စိမ်းတစ်ခုဖြစ်နေလို့ကင်လိုက်တော့လီသူသေးကျွန်တော်ဇန်ဘိုးပါမင်းတကယ်ကြီးပြန်သွားပြီလားဟုတ်တယ်ပြန်ပြီဖုန်းရဲကနေခဏငြိမ်သွားပြီးမှဇန်ဘိုးပြောစရာရှိရင်ပြောပါလို့ကျွန်တော်ကဆိုတော့အဲ့ဒီလင်းကျင်ပြောတဲ့ဈေးကောင်းပေးမဲ့သူဆိုတာဘေးရွာကလူတွေပြောပြချက်အရတော့အပြင်ကလူတယောက်ဖြစ်ပြီးတောင်ပေါ်မြို့နယ်ထဲမှာလင်းကျင်ကိုထမင်းကျွေးခဲ့ဘူးတဲ့ဒါပေမဲ့အဲ့ဒီလူကဘယ်ကလေးဆိုတာဘယ်သူမှတေးသေးချာချာမသိကြဘူးဗျာလို့ပြောရှာတယ်ကျွန်တော်သိတယ်မင်းသိရတာနဲ့ဘာလို့သူတို့ကိုမထားခဲ့တာလဲကျွန်တော်တားလို့ရမလားဗျာလူတော်ဆိုရင်နစ်မြုပ်သွားတဲ့အရင်းနှီးဆိုတာတွေကိုပါတက်နေပြီးဥစ္စာကျွန်တော်ဘာပြောသူနားထောင်ပါတော့မလားလီသူသေးဒါဆိုတို့ရွာကပြားရည်တွေကောခင်များတို့တေးသေးချာချာစဉ်းစားလို့ပြီးမှပဲဆက်သွယ်ကြပါတော့လို့ပြောပြီးကျွန်တော်ဖုန်းချလိုက်ပါတော့တယ်ကားကရှေ့ကိုဆက်မောင်းလာခဲ့ရင်နေကလည်းတဖြည်းဖြည်းဆောင်းလာပြီးဗျာအဲ့ဒီအချိန်မှာလင်းကျင်စီကနေစားတဆောင်ဝင်လာပြန်တယ်လီသူသေးလမ်းမှာဂယူးဆိုင်မောင်းပါရွာကကိစ္စတွေကိုခင်များစိတ်ပူမနေနဲ့ငါရှိနေတဲ့ရွာသားတွေဆုံးရှုံးမှုမရှိစေရဘူးခင်များထားခဲ့တဲ့ဇယံငွေရွာ80တူညကိုတော့ငါရွာသားတွေအတွက်အရင်သိမ်းထားပေးမယ်ခင်များပြန်လာတဲ့နေ့ကျမှတို့တွေစရင်တွက်ကြတာပေါ့မမေ့နဲ့ဦးမလာခင်ဖုံးကြိုဆက်နော်ငါရွာမှာမရှိရင်ခင်များလာကားဖြစ်သွားမှာစိုးလို့တဲ့ကျွန်တော်ဖုံးကိုဘေးကုံပေါ်ပစ်တင်လိုက်မိတယ်ဒီကောင်ကအခုချိန်ထိကျွန်တော်စိတ်တူပြီးထွက်ပြေးသွားတယ်လို့ထင်နေတော့မဲကိုကျွန်တော်စောင့်ကြည့်ဦးမယ်အဲ့ဒီခိုးကြောင်ခိုးဝက်နဲ့လူတွေကိုထမင်းကျွေးပြီးလိန်နေတဲ့လူလိန်ရဲ့မျက်နှာဖုံးကွာကျသွားတဲ့နေ့ကျရင်ဒီလင်းကျင်တယောက်ဘလို့ရဲနိုင်ဦးမလဲဆိုတာ
မြို့ကိုပြန်ရောက်ပြီး3ရက်မြောက်နေ့မှာတော့ဝန်ထမ်းချန်လေးကရုံးခန်းထဲမှာကားတော့ကိုတုတ်ရင်အကိုအဲ့ဒီရွာကိုပြားရီသွားဝယ်တဲ့သူတကယ်မရှိတော့ဘူးလားလို့လာမေးတယ်မင်းခံမှန်းကြည့်လေကျွန်တော်ကတော့မသိဘူးလို့ပြောပြီးချန်လေးကတော့ကိုနေရန်မှာပြန်ချိတ်လိုက်တယ်အဲ့ဒီလင်းကျင်ဆိုတဲ့ចောင်းသားကရွံ60ပေးမဲ့သူရှိတယ်ဆိုတာဘာလို့အခုထိဘာတန်မှမကြားရသေးတာလဲသူကမနှက်ဖြန်လာမယ်လို့ပြောထားတာလေလို့ကျွန်တော်ကပြောတော့ချန်လေးကကြောင်သွားပြီးမှသဘောပေါက်ကမနှက်ဖြန်နေ့တိုင်းကမနှက်ဖြန်ကြီးပဲဖြစ်နေတာကိုလို့ရတော့တာပေါ့အဲ့ဒီအချိန်မှာရုံးတကားကဘဲမီလာပြီးဝန်ထမ်းမလေးကတကားဝါကနေလီကြုံအပြင်မှာအဘိုးတယောက်လာရှာနေပါတယ်ရွာကလာတာဖြစ်ပြီးနမီကဇံဘိုးပါတယ်လို့လာပြောတယ်ကျွန်တော်လက်ထဲကအလုပ်တွေကိုချပြီးအထဲဝင်ခိုင်းလိုက်လို့ပြောလိုက်တော့ဇံဘိုးကလက်ထဲမှာအိတ်တအိတ်ကိုကင်ပြီးတကားဝါမှာရက်နေကအထဲကိုမဝင်ရဲရှာဘူးခြေထောက်ကလေယာသုံးဖက်နဲ့တွေကိုတကားခုံမှာဆင်အောင်အချိန်ပုတ်နေရှာတာပေါ့ကျွန်တော်ဆိုဖာကိုညွန့်ပြပြီးလာအထဲဝင်ထိုင်ဦးလို့ခေါ်လိုက်ရတယ်ဇံဘိုးကအိတ်ကိုတကားဝါမှာချထားခဲ့ပြီးခါကိုမမတ်ထားကဝင်ထိုင်ရှာတယ်လီတူသေးမင်းကိုလာနောက်ရှက်မိပြီရပါတယ်ရွာကအခြေအနေဘလို့လဲဗျာမဟန်ဘူးဗျာဘလို့မျိုးမဟန်တာလဲမင်းပြန်သွားတဲ့ဒုတိယမြောက်ဝေးကစားပြီးလင်းကျင်ကရွာထိပ်မှာအဲ့ဒီအပြင်ကလူကိုတနေကုန်ထိုင်ဆောင်တယ်ဒါပေမဲ့ဘသူမှရောက်မလာဘူးတတိယမြောက်နေ့လည်းထပ်ဆောင်တယ်ရောက်မလာပြန်ဘူးလူတော်ကသွားမေးတော့သူကအဲ့ဒီလူကအလုံများနေလို့နောက်နေ့ရက်နေမှလာမယ်လို့စင်ကြေပေးတယ်စတုတ်ထမြောက်နေ့ကျတော့ရွာသားချို့ကမစောင့်နိုင်တော့ပဲလင်းကျင်စီကနေအဲ့ဒီလူရဲ့ဖုန်းနံပါတ်တောင်းကြတာပေါ့ဒါပေမဲ့လင်းကျင်ကသူများကဖုန်းနံပါတ်ကိုရှောက်မပေးခိုင်းဘူးလို့ပြတယ်လဲညင်းနေဗျာဒါကမဟုတ်တာပြားရီဝဲမဲ့သူကဖုန်းနံပါတ်မပေးရဘူးလို့ရှိမလားအဲ့ဒါနဲ့လူတော်လဲဒေါသထွက်ပြီးလင်းကျင်နဲ့အကြီးကျယ်ရန်ဖြစ်ကြတာပေါ့လင်းကျင်လဲစိတ်တူပြီးမင်းတို့ငါ့ကိုမယုံရင်ကို့ဘာသာဝဲမဲ့သူသွားရှာကြလေလို့អော်တယ်တို့ရွာသားတွေကမြို့ပေါ်ကဝဲမဲ့သူတွေကိုမတိပါမလဲရက်နှဲငယ်ကြအောင်ရှာတာတယောက်မှရှာမတွေ့ကြဘူးလီသူသေးရအဲ့ဒီအပြင်ကလူကတကယ်ပဲမလာတော့တာလားလို့အဖိုးကမေးရှာတယ်အဖိုးကဘလို့ထင်လဲကျွန်တော်ကတော့မလာတော့ဘူးထင်တယ်ဘေးရွာကလူတွေပြောတာကတော့အဲ့ဒီလူကတောင်ပေါ်မြို့နယ်ထဲမှာလင်းကျင်ကိုထမင်းတနက်ကျွေးခဲ့ဘူးပြီးအဲ့ဒီနောက်ပိုင်းဘယ်သူမှမတွေ့ရတော့ဘူးတဲ့လင်းကျင်ကတော့သူနိုင်ငံခြားဘဏ်ကနေပိုက်ဆံလွှဲဖို့လုပ်နေလို့ကြာတာလို့ပြောပေမဲ့အခုဆိုရင်ရုံးပိတ်ရက်တစ်ဝက်လောက်ရှိနေပြီဘလို့ပိုက်ဆံလွှဲတာကဒီလောက်ထိကြာနေရမှာလဲလို့အဖိုးကတက်ပြင်းချရင်ပြောတော့ကျွန်တော်ကတော့ပြုံးနေလိုက်တယ်ဇန်ဖိုးကလီတူသေးကျွန်တော်ကိစ္စတစ်ခုပြောစရာရှိတယ်လူတော့အိမ်ကပြားရည်တွေကအခုစပြီးချင်းစားပြုတ်နေပြီဗျာလို့ဆိုလာပြန်ရောတိုးလောင်မှုအားနည်းလို့ဖြစ်ရမယ်ဟုတ်တယ်သူတို့အိမ်ကပြားရည်ဘုံတွေကိုနေဘူးထဲမှာထားတာအပူချိန်ကအရမ်းများတယ်ကျွန်တော်သူ့ကိုအရေးထဲထားဖို့ပြောတာကိုလုံးဝမနာထောင်ဘူးအခုပုံဖုံဖွင့်လိုက်တာနဲ့ချင်းစုပ်အနံ့ကြီးထွက်နေတာအဲ့ဒါကိုရောင်းလို့ရဘူးမလားဗျာရောင်းလို့တော့ရပါတယ်ဒါပေမဲ့ဈေးနှုန်းကတော့အများကြီးလျော့သွားလိမ့်မယ်လီတူသေးဒါဆိုဒီကိစ္စကိုဘယ်လိုလုပ်ကြမလဲလို့အဖိုးကစိုးရိမ်တကြီးမေးတော့ကျွန်တော်ကခွန်ပေါ်မိပြီးခါစဉ်းစားကဇန်ဖိုးအဖိုးအိမ်ကပြားရီကောဘယ်လိုလဲလို့ပြန်မေးလိုက်တယ်ကျွန်တော်အိမ်ကပြားရီကတော့အောက်ထပ်မြေအောက်ခန်းထဲမှာတေချာထားတာမို့အေးဆေးပဲဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့မဟန်ဘူးအချိန်ကြာလာရင်ဒါလည်းပျက်စီးသွားနိုင်တယ်လေကျွန်တော်စကားမပြန်ပဲပြတ်တင်းပေါက်ကနေအပြင်ကလူစီကားလာတဲ့လမ်းမကြီးကိုငေးကြည့်နေမိတယ်ဗျာအကြာကြီးကြည့်ပြီးမှလှည့်လာပြီးဇန်ဖိုးအဖိုးရွာကိုပြန်ရင်ရွာသားတွေကိုသွားပြောလိုက်ပါကျွန်တော်ရဲ့ဝယ်ဈေးကပုံမှန်တိုင်းရွမ်30ဈေးမပြောင်းပါဘူးဒါပေမဲ့ပြားရီရဲ့အရေးသွေးကတော့လုံးဝမပြောင်းလဲရဘူးချင်းနေတဲ့ပြားရီဒါမှမဟုတ်ပျက်စီးနေတဲ့ပြားရီတွေကိုတော့ကျွန်တော်လုံးဝမယူဘူးဇန်ဖိုးကဟုတ်ကဲ့ဒါကိုကျွန်တော်တေချာပေါက်သိပါတယ်လို့ဝမ်းသာအားရခေါင်းညင်ပြရှာတယ်ကျွန်တော်စားပွဲပေါ်ကစာရွက်တရွက်ပေါ်မှာဖုန်းနံပါတ်တစ်ခုရေးပြီးကမ်းပေးလိုက်တယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ဝယ်ချင်တဲ့သူရှိရင်ကျွန်တော်စီတိုက်ရိုက်ဖုန်းဆက်ခိုင်းလိုက်ပါရွာလူကြီးတို့မဟုတ်လင်းကျင်တို့စီဖြတ်เสียရမလို့တော့ဘူးဇန်ဖိုးကစာရွက်လေးကိုတေချာခောက်ပြီးအင်ဂျီအိတ်ကက်ထဲထည့်လိုက်တယ်သူမတက်ရက်ပြီးတွေဝင်နေကလီသူသေးအဲ့ဒီအပြင်ကလူရဲ့အကြောင်းကိုရွာသားတွေကိုသွားမပြောပြတော့ဘူးလားလို့မေးရှာတယ်ဘာကိုသွားပြောရမှာလဲအဲ့ဒီလူကလုံးဝလာမှာမဟုတ်ဘူးဆိုတာကိုလားကျွန်တော်ပြောရင်ကောသူတို့ယုံကြမှာတယ်လားလူတော်ကောယုံမှာလားလင်းကျင်ကောယုံမှာလားလို့ကျွန်တော်ကပြန်မေးလိုက်တော့ဇန်ဖိုးလဲပါဆက်ဟာပြီးစကားမထွက်နိုင်တော့ဘူးပေါ့သူတို့ဘာသာသူတို့သဘောပေါက်လာတဲ့အထိစောင့်လိုက်ပါအချို့ကိစ္စတွေကသူတပားကပြောပြရင်မသိဘူးကိုယ်တိုင်ဒုက္ခရောက်ဖူးမှပဲနားလည်သွားကြတာဇန်ဖိုးကအိတ်ကိုတဲပြီးထွက်သွားခါနီတကားဝဲရောက်မှလက်ကြည့်ပြီးလီတူသေးဒီအိတ်ထဲမှာတို့အိမ်ကစိုက်ထားတဲ့ကန်စုံမှုတွေပါညီးကြည့်ပါဦးလို့ပြောပြီးထွက်သွားပါတော့တယ်တကားပိတ်သွားတော့ဝန်ထမ်းချန်လေးကတိုးလာပြီးအကိုခင်ဗျားတကယ်ပဲသူတို့ကိုပြစ်ထားတော့မလို့လားအဲ့ဒီအပြင်ကလူကတကယ်လူလိန်ကြီးပဲဥစားခင်ဗျားသူတို့ကိုတတိမပေးဘူးလားလို့မေးပြန်ရောကျွန်တော်ခုံပေါ်ပြန်ထိုင်ပြီးငါတတိပေးခဲ့ဤသားပဲငါထွက်သွားတဲ့နေ့ကတည်းအဲ့ဒီလူရဲ့နောက်ကျောင်းကမရှင်းဘူးလို့ပြောခဲ့တာကိုသူတို့ကငါစကားကိုယုံခဲ့ကြလို့လားလို့ပြန်ပြောလိုက်မိတယ်ချန်လေးကအင်းဒါလည်းဟုတ်တာပဲပြီးတော့လင်းကျင်ကလည်းပြောခဲ့တာပဲလေဈေးကွက်စီးပွားရေးစနစ်မှာလွတ်လပ်စွာပြိုင်ဆိုင်ခွင့်ရှိတယ်အခြားလူကဈေးပိုပေးရင်မင်းကဘေးကိုဖယ်လိုက်တော့လို့အခုအဲ့ဒီလူမလာတော့တာကလည်းဈေးကွက်ရဲ့စီကံပဲဝိစာတို့နဲ့ဘာဆိုင်လို့လဲဟိအကိုကတကယ်ပဲအာဇာတကြီးတာပဲလို့နောက်ပြောင်ပြောရှာတယ်ဒါကအာဇာတမဟုတ်ဘူးစီကံပဲစီးပွားရေးလုပ်ရင်အပြန်အလှန်သဘောတူညီမှုရှိရမယ်ငါကလည်းသူတို့ကိုအတင်းကျပ်မလုပ်နိုင်တယ်လို့သူတို့ကလည်းငါ့ကိုအမိန့်ပေးလို့မရဘူးသူတို့ကဈေးပိုပေးတဲ့သူရှိတယ်ဆိုလို့ကောင်းပြီလေငါဖယ်ပေးခဲ့တယ်အခုအဲ့ဒီလူမလာလို့ငါစီပြန်ရောင်းကျင်တယ်ဆိုရင်လည်းရတယ်ဒါပေမဲ့သူတို့ကငါစီကိုလာပြီးတောင်းပန်ရမယ်ငါကသွားပြီးမတောင်းပန်နိုင်ဘူးတကယ်လို့လူတော်ကိုယ်တိုင်လာတောင်းပန်ရင်ကောခင်များဝယ်ဦးမလားဝယ်မယ်ဒါပေမဲ့ဈေးနှုန်းကိုငါကပဲတတ်မှတ်မယ်
ရွမ်30ဈေးတိုင်းလားဒါကတော့အဲ့ဒီအချိန်ကြမှာပဲစဉ်းစားရမှာပေါ့လို့ကျွန်တော်ကပြောလိုက်တော့ခြံလေးလဲသဘောပေါက်သွားပြီးလက်မထောင်ပြပါတော့တယ်အဲ့ဒီအချိန်မှာတင်ဖုံးမိလာပြီးကြည့်လိုက်တော့ရွာလူကြီးစီကဖြစ်နေရောခြံလေးကအကိုဖုံးလေးတော့ကိုင်လိုက်ပါဦးတခုခုအရေးကြီးတာရှိနေရင်ဒုက္ခလို့ပြောတာနဲ့ကျွန်တော်လဲကိုင်လိုက်ရတယ်လီသူထေခင်များနောက်ဆုံးတော့ဖုံးကိုကိုင်ပြီနော်သူကြီးဘာကိစ္စလဲဗျာအဲ့ဒါလီသူထေခင်များဘယ်တော့ရွာကိုပြန်လာမှာလဲရွာသားတွေအကုန်လုံးခင်များကိုတတိယနေကြတယ်ဗျာသူကြီးပြောစရာရှိတာကိုပွင့်ပွင့်လင်းလင်းပဲပြောပါသူကြီးကတပြင်းချပြီးလီသူထေးရအဲ့ဒီဈေးကောင်းပေးမဲ့သူကအခုထိရောက်မလာသေးဘူးဗျာလင်းကျင်ကတော့နောက်နှစ်ရက်နေရင်လာမှာပါလို့နေ့တိုင်းပြောနေရင်ပဲစကားပြောနေတာရက်ပေါင်းများစွာကြာပြီလူရိတ်တောင်မတွေ့ရသေးဘူးအခုလူတော့အိမ်ကပြားရည်တွေကလည်းစားပြီးပျက်စီးနေလို့သူမခများစိုးရိမ်လုံးလို့နှုတ်ခမ်းတွေမှာအရေးကြီးဖူးတွေတောင်ပေါက်နေပြီဗျာလို့လာညှိရှာတယ်သူကြီးမနေ့ကခင်များတို့စာချုပ်ဖြတ်တုန်းကတော့ဒီလိုပုံစံမျိုးမဟုတ်ပါဘူးနော်လင်းကျင်ကကျွန်တော်စာချုပ်ကိုစာရွက်စုပ်လို့ပြောခဲ့ပြီးလူတော်ကလည်းကျွန်တော်လမ်းကင်းပေးခဲ့တဲ့ပိုက်ဆံကိုနစ်မြုပ်သွားတဲ့အရင်းနှီးလို့ပြောခဲ့ကြတာလေအခုအဲ့ဒီလူမလာတော့မှကျွန်တော်ကိုတတိယလာကြတယ်ပေါ့လို့ကျွန်တော်ကခနဲ့လိုက်မိတယ်သူကြီးကလီသူသေးတို့တွေမားသွားပါတယ်ငါတရွာလုံးရဲ့ကိုစားမင်းကိုတောင်းပန်ပါတယ်ဗျာလို့ဆိုလာတယ်သူကြီးတောင်းပန်စကားတွေကိုတော့မပြောပါနဲ့တော့ကျွန်တော်လမ်းတစ်ခုပြပေးမယ်ရွာသားတွေကိုကျွန်တော်စီတိုက်ရိုက်ဖုံးဆက်ခိုင်းလိုက်ပါဘသူကရောင်းကျင်လဲကျွန်တော်စီတိုက်ရိုက်လာပြောပါလင်းကျင်တို့မဟုတ်သူကြီးတို့စီဖြတ်เสียရမလို့တော့ဘူးဒါဆိုဈေးနှုန်းကပုံမှန်တိုင်းရွမ်30ပဲရွမ်30အတိုင်းပဲလားလီသူသေးနည်းနည်းလောက်မရဘူးဗျာစာချုပ်ထဲမှာရေးထားတာရွမ်30သဘောတူရင်လာခဲ့ကြသဘောမတူရင်တော့အဲ့ဒီရွမ်60ပေးမဲ့သူကိုပဲဆက်ဆောင်ကြပါတော့လို့ကျွန်တော်ကပြက်ပြက်သားသားပြောလိုက်တော့သူကြီးလည်းစကားမထွက်နိုင်တော့ပါဘူးသူကြီးကျွန်တော်အလုပ်ရှိသေးလို့ဖုံးချလိုက်တော့မယ်လို့ဆိုတော့သူကြီးကနေပါဦးလီသူသေးတကယ်လို့တယောက်ယောက်ကရောင်းချင်ရင်မင်းကိုဘလို့ဆက်သွယ်ရမလဲလို့မေးတာနဲ့ဖုန်းနံပါတ်ကိုတစ်ခေါက်ပြန်ပြောပြပြီးဖုံးချလိုက်ပါတော့တယ်ခြံလေးကဘေးကနေအကိုခင်များရဲ့ဒီနေ့လန်းကတကယ်ကိုအမိုက်စားပဲဗျာရွာသားတွေကိုတိုက်ရိုက်ဖုံးဆက်ခိုင်းတော့လင်းကျင်နဲ့သူကြီးတို့ကြားထဲကနေနောက်ဆက်လို့မရတော့ဘူးပေါ့လို့ချီးကျူးရှာတယ်ကျွန်တော်စကားမပြောဘဲရေနွေးချမ်းကိုတကြိုက်တောက်လိုက်မိတယ်10မိနစ်တောင်မပြည့်ခင်မှာတင်ဖုန်းကထပ်ပြီးမိလာပါတော့တယ်နံပါတ်စိမ့်တစ်ခုဖြစ်ပြီးလီသူသေးကျမလူအိမ်ကတမီးပါတို့အိမ်ကပြားရည်တွေပျက်စီးတော့မယ်ဥစ္စာခင်များပဲချိန်လာဝယ်မှာလဲဟင်မြို့ပေါ်ကဈေးကွက်ထဲကိုတိုက်ရိုက်လာဖို့လိုက်ပါငါချန်လေးကိုသွားကြိုခိုင်းလိုက်မယ်ဈေးနှုန်းကတော့ရွမ်30အရေးသွေးကောင်းရမယ်ချင်းနေတာတွေကိုတော့ငါလုံးဝမယူဘူးဟုတ်ကဲ့မနေ့ပြန်ကြရင်တို့တွေလာဖို့ပါမယ်ဖုံးချပြီးတာနဲ့နောက်တစ်ယောက်ချက်ချင်းထက်ဝင်လာပြန်ရောလီသူသေးကျွန်တော်လီဒါချွန်ပါတို့အိမ်ကပြားရည်ကတော့အကောင်းကြီးရှိသေးတယ်ဗျခင်များဝယ်မလားဝယ်မယ်မြို့ပေါ်ကိုလာဖို့လိုက်တပိတာရွမ်30ပဲဟုတ်ကဲ့မနေ့ပြန်အစောကြီးလာခဲ့ပါမယ်တမိုးလွဲလုံးကျွန်တော်ဖုံးလုံးနှစ်ဆက်နီးပါလက်ခံခဲ့ရပြီးခြံလေးကတော့ဘေးကနေနမီစင်းတွေကိုစာရွက်ပြည့်မှတ်နေရတော့တာပေါ့သူကအကိုလူတော်ကတော့ဖုံးမဆက်သေးဘူးနော်လို့မေးရှာတယ်သူကတော့ဘယ်တော့မှဆက်မှာမဟုတ်ဘူးသူ့ရဲ့တမက်ကတက္ကသိုလ်ကျောင်းသားစီးပွားရေးပညာတတ်ကြီးဖြစ်ပြီးဈေးကောင်းရမယ့်လမ်းစာတွေရှိနေတာပဲဥစားသူကဘာလို့ငါးစီကိုခေါင်းငုံပြီးလာပါတော့မလဲလို့ပြောတော့ခြံလေးကဟီဒါဆိုတို့တွေသူ့ပြားရည်တွေကိုမဝယ်ပဲထားလိုက်ကြမလားလို့မေးပြန်ရောကျွန်တော်ကတော့ဝယ်တာကတော့ဝယ်မယ်ဒါပေမဲ့သူကိုယ်တိုင်ငါးစီကိုလာပြီးဒူးထောက်တောင်းပန်ရမယ်လို့ပြက်ပြက်သားသားပြောလိုက်မိတယ်အပြင်မှာကောင်းကင်ကြီးကမောင်မိုက်လာပြီးလမ်းမီတိုင်တွေလည်းလင်းထိန်လာပါပြီအဲ့ဒီအချိန်မှာဇန်ဘိုးစီကနေဖုံးထက်ဝင်လာပြန်နေဗျာလီသူသေးလင်းကျင်ကရွာသားတွေမင်းစီကိုဖုံးဆက်နေကြတဲ့အကြောင်းသိသွားလို့အခုရွာထဲမှာအကြီးကျယ်တောင်းကျမ်းနေရဲ့ဗျာသူကဘာလို့တောင်းကျမ်းတာလဲသူကမင်းကတမင်တက်တက်ဈေးနေတာဖြစ်ပြီးရွာသားတွေကအလုံးမိုက်မဲလို့သူတပားရဲ့လိန်ညာတာကိုခံနေရတာလို့အော်နေတယ်လူတော်ကလည်းဘေးကနေဘသူမဆိုပြားကြီးကိုလီသူသေးစီသွားရောက်ရင်ငါတို့မိသားစုနဲ့ရန်သူပဲလို့လိုက်ဆဲနေတာဗျာဒါဆိုနောက်ကောပါဖြစ်လဲဇန်ဘိုးကတွေးဝေသွားပြီးမှအဲ့ဒါနဲ့ရွာသားချို့ကလင်းကျင်ရဲ့စကားကြောင့်ထိတ်လန့်ပြီးမသွားရဲကြတော့ဘူးဗျာအဲ့ဒီလီဒါကျွန်းဆိုရင်လည်းမနှက်ဖြန်ပြားကြီးလာဖို့မယ်ပြောပြီးကမှအခုတင်ဖုံးဆက်လာပြီးမလာတော့ဘူးနောက်ထပ်ခဏထပ်ဆောင်ကြည့်ဦးမယ်လို့ထွက်ဆိုချက်ပြောင်းသွားရှာတယ်လို့ပြောလာတော့တာပေါ့ဇန်ဘိုးဒါဆိုအဘိုးအိမ်ကပြားကြီးကိုကောဘယ်လိုလုပ်မလဲကျွန်တော်လည်းမသိတော့ဘူးဗျာဆက်ဆောင်ရင်လည်းအဲ့ဒီလူကလာပါမလားမသေးချဘူးအခုရောင်းလိုက်ပြန်ရင်လည်းနောက်မှဈေးတက်လာရင်ဆုံးရှုံးသွားမှာစိုးရိမ်မိတယ်ဒါဆိုကျွန်တော်ဘိုးကိုအကြံတစ်ခုပေးမယ်အဘိုးနောက်ထပ်3ရက်ပဲထပ်ဆောင်လိုက်ပါ3ရက်အတွင်းအဲ့ဒီဈေးကောင်းပေးမဲ့သူရောက်မလာဘူးဆိုရင်အဘိုးရဲ့ပြားရည်တွေကိုကျွန်တော်စီရွမ်30နဲ့လာရောင်းလိုက်တော့အရေးသွေးကောင်းတဲ့ပြားရည်မှန်သမျှကိုကျွန်တော်အကုန်သိမ်းပေးမယ်လို့အာမခံပါတယ်လို့ကျွန်တော်ကပြောလိုက်မိတယ်ကောင်းပါပြီလီသူသေးကျွန်တော်မင်းရဲ့စကားအတိုင်းပဲလုပ်ပါမယ်လို့ပြောပြီးဖုံးချသွားရှာတယ်ခြံလေးကကျွန်တော်ကိုကြည့်ပြီးအကို3ရက်နေကြလို့အဲ့ဒီလူတကယ်ရောက်မလာရင်ခင်ဗျားတကယ်ပဲဝယ်ပေးမှလားလို့မေးတော့ဝယ်ရမှာပေါ့လို့ပြန်ဖြေလိုက်တယ်ဒါဆိုလူတော်တို့ဘက်ကောသူ့ကိစ္စကတော့သူ့ဘာသာသူပဲဆုံးဖြတ်ပါစေကျွန်တော်ပြတင်းပေါက်နာကိုရှောက်သွားခဲ့တယ်ကျွန်တော်ဇန်ဘိုးကိုပေးလိုက်တဲ့3ရက်ဆိုတဲ့အချိန်ဟာတို့ရွာလေးအတွက်ပေးလိုက်တဲ့နောက်ဆုံးရာဇသံပဲဗျာ3ရက်ပြည့်လို့အဲ့ဒီလူလာသည်ဖြစ်စေမလာသည်ဖြစ်စေဒီပြဆက်ကြီးကတော့တေချာပေါက်စက်တင်ရတော့မှာပါအဲ့ဒီအချိန်မှာဖုန်းကထပ်ပြီးမိလာပြီးကြည့်လိုက်တော့လူတော်စီကဖြစ်နေရောကျွန်တော်မကင်ပဲချက်ချင်းပဲချလိုက်ုံတင်မကပဲတိတ်မကြခင်မှာပဲစာတဆောင်ဝင်လာပါတော့တယ်လီသူသေးမင်းတကယ်ကိုတော့ပါတယ်ဒါပေမဲ့ငါမင်းကိုပြောထားမယ်တို့အိမ်ကပြားရည်တွေကပုံထဲမှာတင်အကုန်ပုတ်ချင်ပုတ်သွားပါစေမင်းစီကိုတော့ဘယ်တော့မှမယောင်းဘူးစောင့်ကြည့်နေလိုက်တဲ့
ကျွန်တော်ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီးစိတ်ထဲကနေပြုံးမိလိုက်တယ်ဗျာကောင်းပြီလေနောက်ဆုံးကြရင်ဘသူကအားရပါရရဲနိုင်မလဲဆိုတာငါလဲစောင့်ကြည့်ပါမယ်၃ရက်မြောက်နေ့ရဲ့မနက်ခင်းမှာတော့ချန်လေးကပေါင်မုံကျော်ကိုဝါရင်ပူပူနွေးနွေးပဲနို့တစ်ခွက်ကိုကန်ကရုံးကန်နဲ့ဝင်လာပြီးအကိုဇံပိုးရောက်နေပြီဗျာလို့လာပြောရှာတယ်ကျွန်တော်နယံကနာရီကိုကြည့်လိုက်တော့မနက်၈နာရီကျော်ရုံပဲရှိသေးတာပေါ့ဇံပိုးကဒီတစ်ခေါက်ဝင်လာတဲ့အချိန်မှာအရင်ကထပ်ပိုးပြီးအာနာယိုတင်နေရှာတယ်ဗျာလက်ထဲကအိတ်ဆုပ်ကနေပလတ်စတစ်ပုံအကြီးကြီးနှစ်ပုံကိုတစ်ဖက်တစ်ချက်စီဆွဲလာရလို့လက်ချောင်းလေးတွေတောင်ဖြူလျော်နေတာကိုသူ့ပုံတွေကိုချပြီးလက်ကိုပုတ်ကလီတူသေးပြားရည်တွေကိုကျွန်တော်တဲလာပေးပါပြီလို့ပြောရှာတယ်ကျွန်တော်လျှောက်သွားပြီးပုံဖုံးကိုဖွင့်ကအနံ့ခံကြည့်လိုက်တော့တကယ်ကိုတန်ရှင်းပြီးချင်းဆုပ်ဆုပ်အနံ့လုံးဝမရှိပဲအရေးသွေးကောင်းမွန်လာတယ်ဗျာအရေးသွေးကောင်းပါတယ်အလေးချိန်ချိန်ပြီးပြီလားဟုတ်ကဲ့အိမ်မာတင်တေချာချိန်ခဲ့တာစုစုပေါင်းအတိအကျ136ပိတာရှိပါတယ်လို့ပြောပြီးအရင်ကမှတ်တမ်းကိုထုတ်ပြရှာတယ်ကျွန်တော်ခြံလေးကိုသွားအလေးချိန်သွားပြန်ချိန်လိုက်လို့လွတ်လိုက်တော့သူလဲပုံးတွေကိုတဲပြီးအပြင်ထွက်သွားခဲ့တာပေါ့ရုံးခန်းထဲမှာပြန်ငိမ်တက်သွားတဲ့အချိန်မှာဇံပိုးကခါးကိုမတ်မတ်ထားပြီးလီတူသေးအဲ့ဒီလူကလုံးဝရောက်မလာဘူးဗျာကျွန်တော်သိပါတယ်တတိယမြောက်နေ့တုန်းကလင်းကျင်ကဟိုလူကငါးစီဖုံးဆက်လာတယ်နောက်2ရက်နေရင်ရောက်မယ်လို့អော်နေသေးတာဒါပေမဲ့အခုထိဘာတန်မှမကြားရတော့ဘူးလူတော်ကသွားမေးတော့လေသူကလမ်းမှာကားပိတ်နေလို့ပါလို့စင်ကြေပေးနေတော့မယ်မင်းကောယုံလားလို့မေးရှာတယ်ကျွန်တော်မယုံဘူးဒါပေမဲ့ကျွန်တော်ယုံမယုံကမရေးကြည့်ပါဘူးရွာထဲမှာယုံတဲ့သူရှိနေဖို့ပဲရေးကြည့်တာလေလို့ပြောတော့အဖိုးကဘသူကယုံမှလဲဗျာဟုတ်လူတော်ပဲယုံတာပေါ့သူကအပြင်ကလူကိုယုံတာမဟုတ်ဘူးသူ့ရဲ့တမက်ဖြစ်သူလင်းကျင်ကိုယုံတာသူ့တမက်စကားကိုသူမယုံလို့ပဲရမလဲပြီးတော့အခုချိန်မှာအဲ့ဒီလူမလာတော့ဘူးလို့ဝန်ခံလိုက်ရင်မိမိကိုယ်တိုင်မှားသွားခဲ့ပါတယ်ဆိုတာကိုဝန်ခံရမှာမို့သူ့ရဲ့မာနကြီးတဲ့စိတ်တက်နဲ့ဆိုရင်တော့တေချာပေါက်အသေးခံပြီးညင်းမှာပဲဗျာလို့တပြင်းချရင်ပြောရှာတယ်အဲ့ဒီအချိန်မှာခြံလေးကဝင်လာပြီးအကိုချိန်ပြီးပြီ136ပိတာတိတိပဲဗျာတပိတာယွမ်30နှုန်းနဲ့စရင်တွက်ပြီးပိုက်ဆံပေးလိုက်ပြီးလို့လာပြောတယ်ဇံဘိုးကပိုက်ဆံကိုလက်ခံတဲ့အချိန်မှာလက်တွေတုံးရင်းနေပြီးနှစ်ခေါက်လောက်တေးသေးချာချာပြန်ရည်တွက်ပြီးမှအတွင်းအိတ်ကက်ထဲကိုထည့်ရှာတော့တာပေါ့သူမတက်ရက်ပြီးလီတူသေးရွာထဲမှာနောက်ထပ်မိသားစုအချို့လည်းမင်းစီကိုလာရောက်ချင်ကြပေမဲ့သူတို့မလာရဲကြဘူးဗျာလို့ဆိုလာပြန်ရောဘာလို့မလာရဲကြတာလဲလူတော်ကရွာထဲမှာအမိန့်ထုတ်ထားတာလေဘသူမဆိုပြားရီကိုလီတူသေးစီသွားရောက်ရင်ငါတို့နဲ့ရန်သူပဲတဲ့လင်းကျင်ကလည်းဘသူမဆိုအခုဈေးဘောဘောနဲ့သွားရောက်ရင်နောက်မှဟိုလူကြီးရောက်လာတဲ့နေ့ကျရင်တော့နောင်တမရနဲ့လို့လက်ချင်းချောက်ရတာကိုဒါဆိုအဲ့ဒီလူကတကယ်ရောက်လာလို့လားမလာပါဘူးဗျာဒါပေမဲ့သူတို့ကနေတိုင်းမနှက်ဖြန်လာမယ်မနှက်ဖြန်လာမယ်လို့လိန်ပြောနေတော့ရက်ပေါင်းများစွာကြာလာတဲ့အခါအချို့ရွာသားတွေကလည်းယုံသွားကြတာပေါ့ဘာတွေယုံသွားတာလဲလူအိမ်ကတမီးဆိုရင်မနှက်ဖြန်လာဖို့မယ်ပြောတာကိုလူတော်ကတကားဝမှာတင်အော်ဟောက်ဆဲဆိုလိုက်လို့မလာရဲတော့ဘူးလီဒါကျွမ်းကလည်းစိုးရိမ်ပြီးနောက်ထပ်ခဏထပ်ဆောင်ကြည့်ဦးမယ်လို့စုပ်ဆိုင်ဖြစ်သွားတယ်ပြီးတော့ဝန်ဘိုးရဲ့တားဆိုရင်လည်းရောင်းကျင်ပေမဲ့သူ့မိမကလူတော်နဲ့အမျိုးတော်ဆက်နေတော့မာနကြောင့်မျက်နှာပြက်မှာဆိုလို့မလာရဲရှာဘူးဟုတ်ဇံဘိုးကတပြင်းချပြီးလီတူသေးကျွန်တော်အမှန်တိုင်းပြောရရင်အခုရွာထဲမှာလူ3အုပ်စုကွဲနေပြီဗျာပထမအုပ်စုကတော့လင်းကျင်ရဲ့နောက်ွယ်မှာအသေးခံပြီးလိုက်ဆောင်နေတဲ့မိသားစု9အိမ်10အိမ်ရှိတယ်ဒုတိယအုပ်စုကတော့မင်းစီကိုလာရောင်းကျင်တဲ့မိသားစု3အိမ်4အိမ်ရှိတယ်နောက်ဆုံးအုပ်စုကတော့ဘယ်ဘက်ကနိုင်မလဲဆိုတာကိုဘေးကနေငိမ့်ကြည့်ပြီးအနိုင်ရတဲ့ဘက်ကိုလိုက်မဲ့အခြေအနေကြီးအုပ်စုပဲဗျာလို့ရှင်းပြရှာတယ်ကျွန်တော်ကတော့ပြုံးပြီးဒါဆိုအဖိုးကောဘယ်အုပ်စုထဲမှာပါဝင်တာလဲလို့မေးလိုက်မိတယ်ဇံဘိုးကကြောင်အန်းသွားပြီးမှကျွန်တော်ကတော့မင်းစီကိုလာရောင်းတဲ့အုပ်စုပေါ့ဗျာလို့ပြန်ဖြေတာနဲ့အဖိုးကလူတော်လာပြီးပြဿနာရှာမှာကိုမကြောက်ဘူးလားလို့ထပ်မေးလိုက်တော့အဖိုးကခဏငိမ်သွားပြီးအတန်တိုးတိုးလေးနဲ့ကြောက်တာပေါ့ဗျာလို့ဝန်ခံရှာတော့တယ်ဗျာဒါပေမဲ့အဲ့ဒီထက်ပိုးကြောက်တာကပြားရည်တွေပျက်စီးသွားမှာပဲတစ်နှစ်ပတ်လုံးဒီစုဆောင်းမှုလေးတစ်ခုပဲမျောလင်းချက်ရှိတာဥစ္စာပျက်စီးသွားရင်ဘာမှမကြံတော့ဘူးဇံဘိုးကတပြင်းချရင်ပြောရှာတယ်ကျွန်တော်ကဇံဘိုးအဲ့ဒီလင်းကျင်ကဘယ်ကလေးဗျာဘာလို့ရွာသားတွေအကုန်သူ့စကားနားထောင်နေကြတာလဲလို့မေးလိုက်မိတယ်သူကဘာမှမဟုတ်ပါဘူးဗျာလူတော်ရဲ့တမတ်တက်ပါပဲမနစ်ကမှလူတော်ရဲ့တမီးနဲ့လက်ထပ်ထားတာမြို့ပေါ်မှာအလုတ်ကင်အစင်မပြေလို့ရွာကိုပြန်လာတာလေရွာပြန်ရောက်ကလေးကမြို့ပေါ်မှာအဆက်အသွယ်တွေအများကြီးရှိတယ်ဘလောက်အစွမ်းထက်တယ်ဆိုတာတွေကိုနေ့တိုင်းကြွားနေတာလူတော်ကလည်းသူ့ကိုယုံပြီးမိမိတမက်ကတက္ကသိုလ်ကျောင်းသားစီးပွားရေးပညာတတ်ကြီးဖြစ်လို့အားလုံးကိုချမ်းသာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးရှောက်ကြွားတော့တာပေါ့ပြီးတော့သူကဈေးနှုန်းတိုးတောင်းဖို့ရွာသားတွေကိုစတင်ပြီးတွေးထိုးပေးတော့တာပဲသူကလီတူသေးကအသားတွေကြီးစားပြီးရွာသားတွေကိုအယိုးခွင်းမဲ့ပေးတာမတရားဘူးလို့ပြောတယ်ပြီးတော့ဈေးနှုန်းပိုပေးမဲ့သူသေးတယောက်နဲ့လည်းရင်းနှီးတယ်လို့အော်ပြီးရွာသားတွေကိုဈေးနှုန်းတူတိုးတောင်းဖို့စီးအောင်တော့တာပေါ့အဲ့ဒီသူသေးကိုသူကောတကယ်တွေ့ဘူးလို့လားသူကတော့တွေ့ဘူးတယ်ထမင်းတောင်တူစားခဲ့ဘူးတယ်လို့ပြောတာပဲဒါပေမဲ့တို့ရွာသားတွေတဲကဘယ်သူမှအဲ့ဒီလူကိုမတွေ့ဘူးလင်းကျင်တယောက်တည်းပဲနေ့တိုင်းပြောနေတာနာမည်ကိုတောင်တေးသေးချာချာမပြောပြဘူးဗျာကျွန်တော်ကဇံဘိုးအဖိုးရွာကိုပြန်ရင်ရွာသားတွေကိုသွားပြောလိုက်ပါကျွန်တော်ရဲ့ဝယ်ဈေးကပုံမှန်တိုင်းယွမ်30ဈေးမပြောင်းပါဘူးရောင်းကျင်တဲ့သူရှိရင်မြို့ပေါ်ကဈေးကွက်ထဲကိုတိုက်ရိုက်လာဖို့ခိုင်းလိုက်နာချန်လေးကိုဒီမှာစောင့်ခိုင်းထားမယ်လာသမျှလူတွေကိုဝယ်ပေးပါမယ်ဟဲ့မသားနဲ့ချက်ချင်းရှင်းပေးမှဖြစ်ပြီးဈေးလည်းမနှိမ်ဘူးအပြစ်လည်းရှာမှာမဟုတ်ဘူးအရေးသွေးကောင်းဖို့ပဲလိုတယ်လို့မှာလိုက်တယ်ဇံဘိုးကတွေးဝေသွားပြီးလီတူသေးတကယ်လို့လူဒေါ်လာရောင်းရင်ကောသူကတော့လုံးဝလာမှာမဟုတ်ဘူးဗျသူကမာနာကြီးတဲ့ဥစ္စာလို့ကျွန်တော်ကပြန်ပြောလိုက်တယ်ဇံဘိုးပြန်သွားတော့ဝန်နှန်းချန်လေးကအကိုဘ
တို့တွေကဒီတိုင်းပဲငိမ့်ဆောင်နေရမှာလားလို့မေးတယ်မဆောင်လို့ဘာလို့ရမှာလဲတို့တွေရွာတဲ့အထိသွားဝယ်ပြီးအိမ်တိုင်းကိုလိုက်ခောက်ကရောင်းမရောင်းမေးကြည့်ရင်မကောင်းဘူးလားမရဘူးဗျမင်းရွာထဲသွားဝယ်ရင်လူတော်ကလူတွေခေါ်ပြီးတေချာပေါက်လာတာလိမ့်မယ်အဲ့ဒီအချိန်ကျရင်ရံပွဲဖြစ်ပြီးရုပ်ပြက်စင်းပြက်ဖြစ်ကုန်လိမ့်မယ်ဒါဆိုဘယ်လိုလုပ်မလဲစောင့်ရမယ်သူတို့ဘာသာသူတို့မအောင်နိုင်တော့မဲ့အချိန်ထိစောင့်ရမယ်မျက်စိတမိတ်အတွင်းမှာပဲနောက်ထပ်3ရက်ကုန်လွန်သွားခဲ့တယ်ဗျာဒီ3ရက်အတွင်းမှာပြားရီလာရောက်တာလက်သမားနဲ့အိမ်ပဲရှိခဲ့တယ်တယောက်ကတော့လီဒါကျွန်းဖြစ်ပြီးသူတပားမြန်မာဆိုးလို့ညစ်နဲ့တန်းကောင်မှာခိုးကြောင်ခိုးဝက်နဲ့လာဖို့ရှာတာနောက်တစ်ယောက်ကတော့ဝမ်ဘိုးရဲ့သားဖြစ်ပြီးသူကတော့လူတော်မျိုးပေါ်ကိုဈေးဝယ်သွားတဲ့အချိန်ကိုချောင်းပြီးပြားရီ90ပိတာကိုဆက်ပြီးနဲ့အသေးအတန်တက်လာပေးရှာတာဗျာနှစ်အိမ်ပေါင်းမှာပြားရီ200ပိတာတောင်မပြည့်တော့ဝန်ထမ်းချန်လေးလဲစိုးရိမ်လာပြီးအကိုဒီအတိုင်းဆက်သွားရင်မဟန်ဘူးနော်ရွာထဲမှာပြားရီကအနည်းဆုံး8ပိတာကျော်ရှိတာအခုမှ900ပိတာတောင်မရသေးဘူးလို့လာပြောတယ်ဘာလို့လောနေတာလဲအချိန်ကြာလာရင်ပြားရည်တွေအကုန်ပျက်စီးကုန်မှာစိုးလို့ပါအဲ့ဒီအချိန်ကြာရင်တို့တွေဝယ်ခြင်းရင်တော့ဝယ်လို့ရတော့မှာမဟုတ်ဘူးဒါဆိုမင်းကဘလို့လုပ်စေခြင်းလဲတို့တွေဈေးနည်းနည်းလောက်တိုးပေးရင်မကောင်းဘူးလားရွမ်35ဈေးလောက်ပေးလိုက်ရင်သူတို့လာကြမှာပါမတိုးဘူးဘာဖြစ်လို့လဲဗျာဈေးတိုးပေးလိုက်တာဟာရိုဘတ်ကအရှုံးပေးလိုက်တာနဲ့အတူတူပဲလင်းကျင်ကလည်းငါဈေးတိုးပေးမဲ့အချိန်ကိုစောင့်နေတာငါသာဈေးတိုးပေးလိုက်ရင်သူကရွာသားတွေကိုကြည်ကြဆန်းလီတူသေးကစိုးရိမ်ပြီးကြောက်သွားပြီးလို့ပြောပြီးရွာသားတွေကိုအဲ့ဒီအပြင်ကလူလာမဲ့ချိန်ထိဆက်ဆောင်ဖို့ပို့ပြီးယုံကြည်ချက်တွေပေးတော့မှာပေါ့လို့ကျွန်တော်ကရှင်းပြလိုက်မိတယ်။ခြံလေးလဲပါဆက်ဟာပြီးစကားမထွက်နိုင်တော့ဘူးဗျ။အဲ့ဒီအချိန်မှတင်ဖုံးမိလာပြီးကြည့်လိုက်တော့ရွာလူကြီးစီကဖြစ်နေရောဒီတစ်ခေါက်တော့ကျွန်တော်ဖုံးကိုကင်လိုက်တယ်။သူကြီးရဲ့အတန်ကအလွန်စိုးရိမ်ပြီးဝင်ပြနေတာပေါ့။လီတူသေးဒုက္ခရောက်ပြီဗျာ။ဘာဖြစ်လို့လဲသူကြီး။လူတော့အိမ်ကပြားရီအိုးအလုံး100ကျော်လုံးအခုအကုန်ပျက်စီးကုန်ပြီဗျာ။ဘယ်လိုဖြစ်တာလဲ။သူကလင်းကျင်ရဲ့စကားကိုနားထောင်ပြီးပြားရီဘုံတွေကိုမိုးကာတဲ့အောက်မှာတင်စုပုံထားတာလေ။ဟိုလူကြီးရောက်လာရင်ချက်ချင်းကားပေါ်တင်ရလွယ်အောင်ဆိုပြီးရှေ့လဲမရွှေ့ဘူး။ဒီရက်ပိုင်းအပူချိန်ကလည်းအရမ်းများပြီးမိုးကာတဲ့အောက်မှာလေဝင်လေထွက်လည်းမရှိတော့ဒီနေ့ပုံဖုံဖွင့်ကြည့်လိုက်တော့အကုန်လုံးချင်စုပ်ကုန်ပြီဗျာအိုး100ကျော်လုံးအကုန်ပျက်စီးသွားတာလူတော်လဲနေရာမှာတင်လဲကျသွားပြီးမြေပြင်ပေါ်မှာထိုင်ငိုကလင်းကျင်ကိုရောမိမိကိုပါဆဲဆိုနေတော့တာပေါ့လင်းကျင်ကတော့ဘေးမှာရက်နေပြီးစကားတခုမှမပြောရဲတော့ဘူးသူ့မိမလဲလိုက်ငိုပြီးအိမ်တအိမ်လုံးအကြီးကျယ်ရှုပ်ပုတ်ကုန်ပြီဗျာဒါဆိုတခြားအိမ်တွေကတခြားအိမ်တွေလည်းမထူးပါဘူးဗျာလင်းကျင်ရဲ့နောက်မှာလိုက်ဆောင်နေတဲ့အိမ်တွေအားလုံးရဲ့ပြားရည်တွေကလည်းစပြီးအနှံ့ထွက်နေကြပြီအချို့အိမ်တွေဆိုရင်စိုးရိမ်လုံးလို့ခြေဆောက်နေကြပြီအချို့အိမ်တွေဆိုရင်လည်းစတင်ပြီးဆဲဆိုနေကြပြီဗျာလူအိမ်ကတမီးဆိုရင်ဒီနေ့မနက်တင်လူတော်နဲ့အကြီးကျယ်ရန်ဖြစ်ပြီးဒါအမေတို့တမင်လုံးလို့တို့တွေဒုက္ခရောက်ရတာလို့အော်ဟောက်နေတာလီသူသေးရတို့ရွာသားတွေမင်းပေါ်မားခဲ့တာကိုငါသိပါတယ်ဒါပေမဲ့တို့ရွာလေးကိုကူညီပေးပါဦးဗျာရွာသားတွေရဲ့တစ်နှစ်ပတ်လုံးစိုက်ပျိုးထားသမျှကဒီထဲမှာပဲရှိတာဥစားအကုန်ပျက်စီးသွားရင်ချင်းမင်းပွဲတော်မှာဘိုးဘွားတွေကိုကန်တော့ဖို့ပစ္စည်းတောင်ဝယ်နိုင်မှာမဟုတ်တော့ဘူးဒါဆိုတို့တွေဘိုးဘွားတွေကိုဘယ်လိုမျက်နှာပြရတော့မလဲလို့သူကြီးကအသေးတန်လာတောင်းပန်ရှာတယ်ကျွန်တော်ခုံပေါ်မိပြီးစကားမပြောရဲနေလိုက်တော့သူကြီးကစိုးရိမ်တကြီးနဲ့လီသူသေးမင်းရှိသေးရဲ့လားဗျာလို့လမ်းမေးတယ်ရှိရတယ်သူကြီးမင်းရွာကိုတစ်ခေါက်လောက်လာပေးလို့ရမလားဗျာလူချင်းတွေ့ပြီးရွာသားတွေကိုစကားချုပ်ပြောပေးပါဦးမင်းရဲ့စကားကိုပဲသူတို့ယုံကြမှာမို့လို့ပါသူကြီးကျွန်တော်သွားတာကတော့သွားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်မှာစီကန်း3ချက်ရှိတယ်ပြောပါဗျာပထမဆုံးတစ်ချက်ကျွန်တော်ပြားရီသွားဝယ်ရင်ဈေးနှုန်းကတော့ပုံမှန်တိုင်းရွမ်30ဈေးမပြောင်းဘူးအရေးသွေးကောင်းတဲ့ပြားရီကိုပဲဝယ်မှာဖြစ်ပြီးပျက်စီးနေတဲ့ပြားရီတွေကိုတော့လုံးဝမယူဘူးရပါတယ်ဗျာဒါကဖြစ်တင်တာပဲဥစားဒုတိယအချက်ကျွန်တော်သွားတဲ့အချိန်မှာလင်းကျင်လုံးဝရှိလို့မရဘူးသူရှိနေရင်ကျွန်တော်လုံးဝမဆွေးနွေးဘူးရပါတယ်ငါသူ့ကိုရှောင်ခိုင်းလိုက်ပါမယ်တတိယအချက်လူတော်ကျွန်တော်ကိုတရားဝင်တောင်းပန်ရမယ်ရွာသားအလုံးရဲ့ရှေ့မှာမဟုတ်ရင်တောင်မှတီးတန်းဖြစ်လာတောင်းပန်ရမယ်သူကြီးကျွန်တော်ရဲ့ဒီစီကန်းကအရန်လုံးရကြလို့လားမေးလွန်ပါဘူးမလွန်ပါဘူးဗျာဒါပေမဲ့ငါသူ့ကိုသွားပြီးညှိပေးရအောင်မယ်သူ့ရဲ့မာနကြီးတဲ့စိတ်ဓာတ်နဲ့ဆိုတော့ဒါဆိုရင်လေသူကြီးသူ့ကိုသွားညှိလိုက်ပါညှိလို့အဆင်ပြေမှပဲကျွန်တော်စီဖုံးပြန်ဆက်ပါလို့ပြောပြီးဖုံးချလိုက်တော့တယ်ဘေးကခြံလေးကအကိုခင်များတကယ်ကြီးရွာကိုသွားမလို့လားလို့မေးရှာတယ်သွားရမှာပေါ့သူတို့ထပ်ပြီးပြဿနာရှာမှာကိုမကြောက်ဘူးလားဒီတစ်ခေါက်ကတော့အခြေအနေမတူတော့ဘူးဗျလို့ပြောပြီးကျွန်တော်ပြတင်းပေါက်နာကိုရှောက်သွားခဲ့တယ်ပြားရည်တွေပျက်စီးတော့မှမို့သူတို့ကတို့ထပ်ပို့ပြီးစိုးရိမ်နေကြတာအခုချိန်မှာဘသူမဆိုထပ်ပြီးပြဿနာရှာရင်တရွာလုံးနဲ့ရန်သူဖြစ်သွားမှာပဲဒါဆိုလူတော်ကတကယ်လာတောင်းပန်ပါမလားသူ့ရဲ့မာနကြီးတဲ့စိတ်ဓာတ်နဲ့ဥစ္စာလို့ခြံလေးကမေးပြန်ရောသူတေချာပေါက်တောင်းပန်လိမ့်မယ်ပြားရည်အိုး100ကြော်လုံးပျက်စီးသွားတာမို့သူကဘသူထက်မဆိုပို့ပြီးရင်နာနေရတာမာနနဲ့ပိုက်ဆံဘဟာကပိုရေးကြီးလဲဆိုတာသူတေချာခွဲခြားသိပါတယ်တိတ်မကြခင်မှာပဲသူကြီးစီကဖုံးပြန်ဝင်လာတယ်ဗျာလီသူသေးနာလူတော်ကိုပြောပြပြီးပါပြီသူမခမညာအကြာကြီးငိုနေပြီးမင်းကိုတောင်းပန်ပါတယ်လို့ပြောရှာတယ်ဒီလောက်တင်ပဲလားသူမကမင်းရောက်လာတဲ့နေ့ကျရင်မျက်နှာချင်းဆိုင်ပြီးတရားဝင်အမားတောင်းပန်ပါမယ်လို့ပြောပါတယ်သူကြီးရဲ့အတန်ကတကယ့်ကိုအားငယ်နေရှာတယ်ဗျာလီသူသေးရလီူတော်ကစကားသာမာတာစိတ်ကတော့နူးညံ့ပါတယ်ဒီတစ်ခေါက်တော့သူတကယ်ကြီးအမားတည်သွားပါပြီကျွန်တော်စကားမပြန်ပဲဒါဆိုဘယ်ချိန်လာရမလဲလို့မေးလိုက်တယ်မနေ့ဖြန်မနေ့အစောကြီးလာခဲ့ပါဗျာကောင်းပြီလေငါအခုပဲရွာသားတွေကိုသွားပြီးအကြောင်းကြားလိုက်ပါမယ်လို့ပြောပြီးဖုံးချလိုက်တော့တယ်ဝန်ထမ်းချန်လေးလဲပစ္စည်းတွေကိုအမြန်ဆုံးဝိုင်းသိမ်းပေးတော့တာပေါ့အကိုတို့ဒီတစ်ခေါက်သွားရင်ကောအလားကားဖြစ်သွားဦးမလားလို့မေးရှာတယ်
အလာကားတော့မဖြစ်ပါဘူးဒါပေမဲ့အစဉ်ပြေပြေနဲ့တော့ပြီးသွားမှာမဟုတ်ဘူးဘာဖြစ်လို့လဲဗျာလင်းကျင်ဆိုတဲ့ចောင်းသားကအလွယ်တကူနဲ့အရှုံးပေးမဲ့သူမဟုတ်ဘူးလေသူကရွာသားတွေကိုတလနီးပါးဆောင်ခိုင်းထားလို့ပြားရည်တွေအကုန်ပျက်စီးကုန်ပြီအခုငါကပစ္စည်းသွားဝယ်မယ်ဆိုတော့သူ့ရဲ့မျက်နှာကဘယ်နာသွားထားရတော့မလဲဒါဆိုဘယ်လိုလုပ်မလဲဘာမှလုပ်เสียမလို့ဘူးသူကသူ့လုပ်သူလုပ်ငါကငါလုပ်ငါလုပ်ယုံပဲတကယ်လို့သူကထက်ပြီးပြဿနာလာရှာရင်ဒါဟာတရွာလုံးရဲ့အကျိုးစီးပွားကိုလာဖျက်ဆီးတာမို့ငါကိုယ်တိုင်လက်လုပ်เสียမလို့ပဲရွာသားတွေကပဲသူ့ကိုအရင်ဆုံးရှင်းပြကြလိမ့်မယ်အာအကိုရဲ့ဒီနေ့လန်းကတကယ်ကိုမြင့်မားလာတယ်ဗျာဒါကမြင့်မားတာမဟုတ်ပါဘူးလူချင်းချင်းဆက်ဆံရင် lens တစ်ခုတော့ခြံထားရမယ်လေငါသူတို့ကိုအခွင့်အရေးပေးခဲ့တော့ကသူတို့ကမယူခဲ့ကြဘူးအခုအခွင့်အရေးမရှိတော့မှသူတို့ကငါ့ကိုလာပြီးအသေးအတန်တောင်းပန်နေကြတာကိုကားကမြို့ပြင်ကိုရောက်ပြီးတောင်ပေါ်လန်းတိုင်းမောင်းလာခဲ့တယ်အပြင်မှာမောင်းမိုက်လာပြီးအဝေးကတောင်တန်းကြီးတွေဟာတကယ်ကိုကြောက်စရာကောင်းတဲ့တားရဲကြီးတစ်ကောင်လိုပုံတန်တန်ဖြစ်နေရောဗျအဲ့ဒီအချိန်မှာဇန်ပိုးစီကနေစာတဆောင်ဝင်လာပြန်တယ်လီသူထေလင်းကျင်ကရွာထဲမှာအော်နေတယ်ဗျမင်းရွာကိုလာရင်လည်းပြားရည်တွေကိုမင်းစီလုံးဝမယောင်းခိုင်းဘူးတဲ့ဘသူမဆိုရောင်းရင်အပြက်ရှင်းမယ်လို့ကြွေးကြော်နေတာဒါပေမဲ့လူတော်ကတော့ဒီတစ်ခေါက်သူ့ကိုဝိုင်းမကူတော့ပဲအိမ်ထဲမှာတင်အသားလေးငိန်နေရှာတယ်တဲ့ခြံလေးကဒီကောင်တကယ်ပဲယူနေလားဗျပြားရည်တွေပျက်စီးကုန်ပြီးဥစ္စာကိုဘာလို့တောင်းကျမ်းနေတုံးလဲလို့မေးတယ်သူကယူနေတာမဟုတ်ဘူးဗျသူကကြောက်နေတာငါသာရွာကိုရောက်သွားရင်သူကရွာထဲမှာဘာအဆင်မရှိတော့မှာမဟုတ်ဘူးဆိုတာကိုသူသိနေလို့ပဲဒါဆိုဘယ်လိုလုပ်မလဲမနှက်ဖြန်တို့တကယ်သွားမှာလားဘာလို့မသွားရမှာလဲသွားယုံတင်မကဘူးနာကတကယ်ကိုစီစီကားကားနဲ့လူသိရှင်ကြားသွားမှာဖြစ်တယ်လို့ပြောလိုက်တော့ခြံလေးကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးစကားမပြောဘဲကားကိုဆက်မောင်းခဲ့တယ်ကားမိတိုင်တွေကလမ်းမပေါ်ကိုလင်းထိန်နေပြီးလမ်းတစ်ခုကိုဖွင့်ပေးထားတယ်လို့ပဲဗျာအဲ့ဒီအချိန်မှာဖုန်းကထပ်ပြီးလင်းလာပြန်တယ်ကြည့်လိုက်တော့နံပါတ်စိမ်းတစ်ခုဖြစ်နေလို့ကင်လိုက်တော့လီသူထေလို့လမ်းခေါ်တဲ့အတန်တစ်ခုထွက်လာရောကျွန်တော်လင်းကျင်ရဲ့မိမပါကိစ္စရှိလို့လားဗျာမနှက်ဖြန်ခင်များတကယ်ပဲရွာကိုလာမလားဟင်ကျွန်တော်ပြောပြီးသားစကားကိုတစ္ဆာရှိလုံးမဲ့သူပါလီသူထေးရကျမရဲ့ယောက်ျားကိုစိတ်ထဲမထားပါနဲ့ဗျာသူလဲသူတပားရဲ့လိန်ညာတာကိုခံလိုက်ရလို့ပါအဲ့ဒီပြားရည်ဝယ်မယ်ဆိုတဲ့လူကရွာကိုတခါမှမလာဘူးပါဘူးလင်းကျင်ကမြို့ပေါ်မှာသူ့ကိုထမင်းတနက်ကြွေးခဲ့ဘူးပြီးအဲ့ဒီလူကစကားကောင်းချို့ပြောလိုက်တာနဲ့သူကယုံသွားခဲ့တာပါရွာပြန်ရောက်တော့အမေကိုဈေးကောင်းပေးမဲ့သူရှိတယ်လို့ကြွားတာနဲ့အမေကလည်းတကယ်အောက်မေ့ပြီးရွာထဲမှာရှောက်ပြောခဲ့တာကိုအခုဆိုရင်သူလဲစိတ်ဆင်းရဲနေရပါတယ်လီသူထေးရဒါတို့မိသားစုကမင်းပေါ်မားခဲ့တာကိုငါသိပါတယ်ဒါပေမဲ့မင်းရွာကိုရောက်တဲ့အခါလူအများကြီးရဲ့ရှေ့မှာသူ့ကိုမျက်နှာပြအောင်မလုပ်ပါနဲ့ဦးရှင်သူကတက္ကသိုလ်ကျောင်းသားမို့မာနာကြီးပြီးမျက်နှာအလုံးငယ်တက်လို့ပါလို့လာတောင်းပန်ရှာတယ်ကျွန်တော်မနေ့ဖြန်သွားတာကပြားရည်ဝယ်ဖို့တက်တေပြဖို့သွားတာပါရန်ဖြစ်ဖို့သွားတာမဟုတ်ပါဘူးအမေယောက်ျားကိုကျွန်တော်လမ်းကိုလာမပိတ်ဖို့တာတေချာပြောထားလိုက်ပါလို့ပြန်ပြောလိုက်မိတယ်သူမပိတ်ပါဘူးဗျာငါသူ့ကိုတေချာပြောထားပြီးပြီတကယ်လို့သူကထပ်ပြီးလာပိတ်ရင်ငါသူ့ကိုချက်ချင်းကွာရှင်းပြမယ်လို့ချင်းချောက်ထားတယ်လို့ပြောတာနဲ့ကောင်းပြီလေဒါဆိုမနေ့ဖြန်မှတွေးကြတာပေါ့လို့ပြောပြီးဖုန်းချလိုက်တော့တယ်ဘေးကခြံလေးကလင်းကျင်ရဲ့မိမကတကယ်ကိုပြက်သားတာပဲကွာရှင်းမယ်ဆိုပြီးချင်းချောက်တဲ့ဥစ္စာလို့ရဲပြီးပြောရှာတယ်သူကချင်းချောက်တာမဟုတ်ဘူးဗျာသူတကယ်ပဲစိုးရိမ်နေတာပြားရည်တွေကလည်းပျက်စီးကုန်ပြီးယောက်ျားကလည်းအသုံးမကျတော့ဘသူမဆိုစိုးရိမ်မှာပဲလေကားကနောက်ဆုံးတောင်ကုန်းလေးကိုကြော်ဖြတ်ပြီးနောက်ကျွန်တော်ကားကိုရွာတကားဝမှာပဲရက်လိုက်ပြီးအထဲကိုမဝင်ခဲ့ပါဘူးကိုရွာထဲမဝင်ဘူးလားမနေ့ဖြန်မှဝင်မယ်ဒီညတော့ကားပေါ်မှာပဲအตาလေးအိတ်လိုက်ကြရအောင်ဘာဖြစ်လို့လဲဗျာသူတို့ကိုနောက်ထပ်တညလောက်ထပ်ပြီးစဉ်းစားခိုင်းလိုက်ဦးမယ်လို့ပြောပြီးကျွန်တော်ခုံပေါ်မိချလိုက်တယ်မနေ့ဖြန်ကိစ္စတွေကိုမနေ့ဖြန်မှပဲရှင်းကြတာပေါ့ကားမှန်ပြင်ဘက်ကလေပြင်းတွေကတောင်ပေါ်ကတစ်ပင်နှံ့တွေကိုတဲဆောင်လာပြီးအဝေးကလမ်းမီတိုင်တွေလည်းတတိုင်ပြီးတတိုင်ငိမ့်သွားကရွာလေးကပြန်ပြီးငိမ့်တက်သွားတော့တယ်ဗျာခွေးဟောင်တဲ့အချို့ပဲထွက်လာတော့တာပေါ့ကျွန်တော်မျက်လုံးမိတ်ထားမိပေမဲ့စိတ်ထဲမှာတော့မနေ့ဖြန်ကိစ္စတွေကိုပဲအချိန်ချင်းစဉ်းစားနေမိတယ်အဲ့ဒီအချိန်မှာတင်ဖုန်းကတုံခါလာပြီးကြည့်လိုက်တော့လင်းကျင်စီကစားဖြစ်နေပြန်ရောလီသူထေမနေ့ဖြန်မင်းရွာကိုလာမယ်လို့ကြားတယ်ငါမင်းကိုတတိပေးလိုက်မယ်မလာတာအကောင်းဆုံးပဲလာရင်လည်းအလားကားဖြစ်သွားလိမ့်မယ်ဒီရွာရဲ့ကိစ္စမှန်သမျှကိုငါကပဲဆုံးဖြတ်ပိုင်ခွင့်ရှိတာကွာတဲ့ကျွန်တော်စက်ခရင်ကိုစက္ကန့်နဲ့ငယ်ကြည့်ပြီးစာမပြန်ပဲဖုန်းကိုခုံပေါ်မှာမောက်ထားလိုက်တဲ့အဝေးကအိမ်တအိမ်မှာမီးလင်းနေတော့မယ်အဲ့ဒါလူတော်ဖြစ်နိုင်ပြီးပျက်စီးလို့နှီးပါဖြစ်နေတဲ့ပြားရည်တွေကိုကြည့်ပြီးတညာလုံးအခြေအနေပြက်နေတာဖြစ်ရမယ်ဒါမှမဟုတ်လင်းကျင်ကဖုန်းကိုကင်ပြီးငါးစီကစာပြန်မဲ့အချိန်ကိုစောင့်နေတာလည်းဖြစ်နိုင်တာပဲကျွန်တော်ခုံကိုချလိုက်ပြီးမျက်လုံးမိတ်ကမနေ့ပြန်ကြရင်တော့ဒီပြဆက်ကြီးတေချာပေါက်အပြေးထွက်ရမယ်လို့တွေးလိုက်မိတယ်မနေ့ခင်းလင်းအားကြီးအချိန်မှာတင်ရွာတကားဝမှာလူချို့ရှိနေကြပြီဗျာကျွန်တော်ကားပေါ်ကဆင်းပြီးလေပင်းတွေကိုပုတ်နေတော့ဘေးကုံကခြံလေးကတော့ဟောက်နေတော့မဲကျွန်တော်ဘီးကိုတစ်ချက်ကန်လိုက်တော့မှသူလက်နိုးလာပြီးကျွန်တော်နောက်ခုံကပိုက်ဆန်အိတ်ကြီးကိုတဲကာသွားဆိုလို့ခေါ်ခဲ့လိုက်တယ်ရွာတကားဝမှာတက်ကြီးရွယ်အို9ယောက်6ယောက်လောက်ရက်နေကြပြီးကျွန်တော်ကားပေါ်ကဆင်းတာကိုမြင်တော့အရှိကိုခြေလန်းနှဲငယ်တိုးလာပေမဲ့တိတ်မကြခင်မှာပဲရွာဘက်ကိုလှည့်ကြည့်ပြီးခြေလန်းပြန်တုံဆိုင်သွားကြရှာတယ်လက်သမားကြီးတယောက်ကအရင်ဆုံးလီသူထေးမင်းတကယ်ပဲရောက်လာတာကိုလိုနှုတ်ဆက်တယ်လီဦးလေးပြားရည်တွေဘလို့လဲဗျာလီဦးလေးကလက်ကိုပုတ်ပြီးစကားမပြောနိုင်ခင်ဘေးကအမျိုးသမီးကဘလို့ရှိရမှာလဲဗျာမင်းသာထက်ပြီးမလာရင်အကုန်လုံးပျက်စီးတော့မှာတို့အိမ်ကပြားရည်ဆိုရင်မနေ့ကဖွင့်ကြည့်တာနဲ့အနံ့ကမဟန်တော့ဘူးလို့လာကြီးရှာတယ်အခြားလူကတော်ပါပြီလီသူထေးခုမှရောက်တာကိုအရင်အမောဖြေပါစေဦးလို့ဝင်ပြောပေးတယ်ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကမျောလင်းချက်တွေစိုးရိမ်မှုတွေနဲ့အားနာစရာကောင်းတဲ့အပြုံးတွေကိုကြည့်ပြီးကဲ
အကုန်လုံးရွာတကားဝမှာစုမနေကြနဲ့တော့ကားပေါ်တင်မဲ့သူကတင်လေးချိန်မဲ့သူကချိန်ကြတော့လို့ပြောလိုက်မိတယ်အဲ့ဒီအချိန်မှာတင်ရွာထဲကနေနေဦးမရဘူးလို့အော်တန်ကြီးထွက်လာပါတော့တယ်လင်းကျင်ကရွာထဲကနေလမ်းလျှောက်ထွက်လာပြီးအနောက်မှာလဲသမားကြီး၃ယောက်ပါလာတာဗျာသူကဒီနေ့အင်ဂျီတစ်ကိုလဲဝစ်ထားပြီးဆံပင်တွေကိုလည်းတေချာဖီးတင်ထားပေမဲ့မျက်လုံးတွေကနီးရဲနေလို့တညာလုံးအိမ်မပျော်ခဲ့မှန်တေချာတိတာနေတယ်သူကျွန်တော်ရှေ့လျှောက်လာပြီးအတင်းပြုံးပြကလီသူထေစောစောစီးစီးရောက်လာတာပဲနော်မနဲ့စာစားပြီးပြီလားလင်းကျင်မင်းမဲပြောတော့ကျွန်တော်လာရင်လည်းအလားကားဖြစ်သွားလိမ့်မယ်ဆိုလို့ကျွန်တော်ကတိုက်ရိုက်မေးလိုက်တယ်သူမျက်နာကအပြုံးတွေချက်ချင်းတောင့်တင်းသွားပြီးမှအာအဲ့ဒါကစိတ်တူတူနဲ့ပြောမိတဲ့စကားပါဗျာမင်းလာမှတော့တို့တွေကအဲ့ဒီဖြစ်ကြိုဆိုရမှာပေါ့လာတို့အိမ်သွားပြီးခောက်ဆွဲတူသွားစားရအောင်လို့လာဖြန့်ဖြေရှာတယ်မလိုပါဘူးဗျာအရင်ဆုံးအလုပ်ကိစ္စအရင်ရှင်းရအောင်အလုပ်ကိစ္စမရှင်းခင်တို့တွေအရင်ဆုံးဆွေးနွေးကြရအောင်လေဘာကိုဆွေးနွေးမှလဲဈေးနှုန်းကိုဆွေးနွေးမလို့ပါဈေးနှုန်းကအစောကြီးကလေးကသဘောတူထားပြီးသားပဲဥစားတပိတာယွမ်30လေတပိတာယွမ်30ဆိုတာကလွန်ခဲ့တဲ့လကဈေးပြဒါကကျွန်တော်မနေ့ကအင်တာနက်ပေါ်မှာရှာထားတဲ့တကယ်တဘာဝပြားရည်စီရဲ့လက်လီဈေးနှုန်းတပိတာကိုယွမ်89တောင်ပေါက်နေတာကိုခင်များကယွမ်30နဲ့ဝယ်မယ်ဆိုတာကတော့နင်းနေကျွန်တော်ကလင်းကျင်မင်းလွန်ခဲ့တဲ့လကတင်ယွမ်60ပေးမဲ့သူရှိတယ်လို့ပြောခဲ့တာလေငါခင်များတို့ကိုတလနီးပါးစောင့်ပေးခဲ့တယ်အဲ့ဒီလူကတကယ်ရောက်လာလို့လားခင်များနေတိုင်းမနှက်ပြန်လာမယ်လို့လိန်ပြောနေတာအခုလူကောဘယ်မှာလဲပြလို့လမ်းမေးလိုက်တယ်အဲ့ဒါတစ်ဖက်လူကအရေးကြီးကိစ္စရှိလို့ခိတ္တနောက်ကျနေတာပါဘလို့အရေးကြီးကိစ္စကတလနီးပါးကြာနေရတာလဲဒါမှမဟုတ်အစကတည်းကအဲ့ဒီလူဆိုတာလုံးဝမရှိခဲ့တာလားမင်းရှောင်မပြောနဲ့လို့လင်းကျင်ကဒေါသတကြီးနဲ့អော်တယ်သူကလုံငန်းရှင်ကြီးမို့အလုပ်ရမ်းများနေတာဗျခင်များလို့အားနေတဲ့သူမဟုတ်ဘူးကောင်းပြီလေဒါဆိုအခုသူအလုပ်ပြီးပြီလားဘယ်ချိန်ရောက်မှလဲထက်ပြီးမနှက်ပြန်လာမယ်လို့ပြောမလို့လားလင်းကျင်ကျွန်တော်ဒီနေ့လာတာကပြားရည်ဝယ်ဖို့လာတာခင်များနဲ့ရန်ဖြစ်ဖို့လာတာမဟုတ်ဘူးဘေးကိုဖယ်လိုက်တော့ခြံလေးအလေးချိန်သွားချိန်ဆန်းလို့ကျွန်တော်ကခေါ်လိုက်ပေမဲ့လင်းကျင်ကလုံးဝမဖယ်ပေးပါဘူးကျွန်တော်သူ့ကိုတစ်ချက်ကြည့်ပြီးသူ့အနောက်ကလယ်သမား၃ယောက်ကိုလက်ကြည့်လိုက်တယ်သူတို့ကရွာထဲကဖြစ်ပြီးပုံမှန်ဆိုစကားတိတ်မပြောကြပေမဲ့အခုလင်းကျင်ရဲ့နောက်မှာရက်နေပြီးမျက်နှာတွေကရှုပ်ထွေးနေကြတာကိုဦးလေးတို့၃ယောက်ခင်များတို့ကပြားရည်လာရောင်းတာလားဒါမှမဟုတ်လာပြီးလမ်းပိတ်တာလားလီသူထေကျွန်တော်အမှန်တိုင်းပြောရရင်မင်းဝယ်ချင်ရင်ဝယ်လို့ရပါတယ်ဒါပေမဲ့ဈေးနှုန်းကတော့ယွမ်40ပေးရမယ်တပြားမှရောလို့မရဘူးလို့လယ်သမားတယောက်ကဝင်ပြောရှာတယ်ဘာဖြစ်လို့လဲဗျာဈေးကွက်ရဲ့ပေါက်ဈေးကဒီတိုင်းပဲရှိတာလေမင်းတို့လယ်သမားတွေကိုဈေးနှိမ်လို့မရဘူးဈေးကွက်ပေါက်ဈေးဟုတ်လားဆိုပြီးကျွန်တော်အိတ်ထဲကဖုန်းကိုထုတ်ကာစာချုပ်ကိုဖွင့်ပြလိုက်တယ်ဒါလွန်ခဲ့တဲ့လကခင်များတို့ကျွန်တော်နဲ့ချုပ်ခဲ့တဲ့စာချုပ်တပိတာယွမ်30စရန်ငွေယွမ်80တူညာပေးထားတယ်ခင်များတို့စာချုပ်ဖြတ်ပြီးအခုအဲ့ဒီလူမလာလို့ပြားရည်တွေပျက်စီးတော့မှကျွန်တော်ကိုတတိယလာကြတယ်ပေါ့ဈေးတက်တာတော့ရပါတယ်ဒါပေမဲ့ငါကတက်တာမဟုတ်ဘူးခင်များတို့ဘာသာဈေးတက်နေတာခင်များတို့ပဲယွမ်60ပေးမဲ့သူရှိတယ်ဆိုအဲ့ဒီလူကိုအခုပဲခေါ်လိုက်လေသူယွမ်60ပေးရင်ငါယွမ်60တပေးပြီးဝယ်မယ်ဒါပေမဲ့သူလုံးဝမလာနိုင်ရင်တော့ငါရှိမှလာပြီးဈေးကွက်အကြောင်းလာမပြောနဲ့လို့ကျွန်တော်ကပြက်သားအော်ပြစ်လိုက်တယ်လင်းကျင်ကလီသူသေးမင်းဒါဒုက္ခရောက်နေတာကိုအခွင့်ရေးယူတာပဲလို့ပြန်អော်တော့တာပေါ့ငါအခွင့်ရေးယူတယ်ဟုတ်လားလင်းကျင်ခင်များတက္ကသိုလ်မှာဈေးကွက်ပညာတက်ထားပြီးတော့စာချုပ်ပေါ်တစ္ဆာရှိရမယ်ဆိုတဲ့အတိတရားမရှိဘူးလားဗျာစာချုပ်လည်းချုပ်ထားတဲ့စရန်ငွေလည်းပေးထားတာကိုခင်များတို့ကမယောင်းဘူးလို့ညင်းခဲ့ကြတာလေအခုပြားရည်တွေပျက်စီးတော့မှငါ့ကိုလာပြီးအပြစ်တင်နေရအောင်လင်းကျင်ခင်များစကားမပြောနဲ့တော့လီသူသေးပြောတာမှန်တယ်တို့တွေအရင်ဆုံးမခဲ့တာပါလို့အနောက်ကလယ်သမားတယောက်ကဝင်ပြောရှာတယ်ဒါပေမဲ့လင်းကျင်ကမင်းပါဆက်ပိတ်ထားစမ်းမင်းပါတီးလို့လဲသူဒီပြားရည်တွေကိုပြန်ရောင်းရင်ဘလောက်တောင်အမြတ်ရမလဲမင်းတီလားမင်းတို့ကတစ်နှစ်ပတ်လုံးပင်ပန်းလှုပ်ထားပြီးကမှဒီပိုက်ဆံလေးပဲရပြီးဘာလို့သူ့ဘက်ကကူပြောနေရတာလဲလို့အော်ပြစ်လိုက်ပြန်ရောလင်းကျင်ငါပြန်ရောင်းလို့ဘလောက်ရအဲ့ဒါငါလုပ်ပြတဲယူစရိတ်ရှိတယ်ထုတ်ပိုးစရိတ်ရှိတယ်ကိုတောင်စရိတ်ရှိတယ်ဝန်ထမ်းစရိတ်ရှိတယ်ပြီးတော့ပစ္စည်းရောင်းရင်လည်းချက်ချင်းပိုက်ဆံမရပဲလက်ပေါင်းများစွာကြာမှပိုက်ဆံပြန်ရတာဒီစရိတ်တွေကိုကောခင်များအတွက်ဖူးလို့လားခင်များကငါပိုက်ဆံဘလောက်ရလဲဆိုတာပဲမြင်ပြီးငါဘလောက်စရိတ်ဆက်ရလဲဆိုတာကိုတော့မမြင်ဘူးခင်များသာဒီအလုပ်ကအမျက်များတယ်ထင်ရင်ကို့ဘာသာသွားလို့လေငါလုံးဝမတားဘူးပြီးတော့ခင်များကငါဈေးနှိမ်နေပြောတယ်မလားကောင်းပြီလေဒါဆိုခင်များကပဲဈေးတစ်ခုပြောလိုက်ဘလောက်ဆိုတင့်တော်လဲလို့ကျွန်တော်ကမေးလိုက်တယ်ယွမ်40ဟုတ်လားခင်များတေချာလို့လားယွမ်45ဆိုရင်လည်းရပါတယ်ကောင်းပြီလေယွမ်45ဈေးနဲ့ငါဝယ်မယ်ဒါပေမဲ့ငါမှာစီကန်းတစ်ခုရှိတယ်ဘာစီကန်းလဲခင်များအဲ့ဒီယွမ်60ပေးမဲ့သူကိုအခုပဲခေါ်လိုက်လူများကြီးရဲ့ရှေ့မှာသူဈေးပြိုင်ပေးပါစေသူယွမ်60ပေးရင်ငါယွမ်65ပေးမယ်သူယွမ်65ပေးရင်ငါယွမ်80ပေးမယ်ဈေးမြင့်ဆုံးပေးရဲ့သူကိုပဲရောင်းကြတာပေါ့တရားမျှတစွာပြိုင်ဆိုင်ကြတာပေါ့ဘယ်လိုလဲခင်များပဲသူမနှက်ပြန်လာမယ်လို့ပြောခဲ့တာလေဒီနေ့လာခိုင်းလိုက်လဲရတာပဲဥစားအခုပဲဖုံးဆက်ပြီးလာခိုင်းလိုက်လေဆက်လေငါဖုံးနဲ့ဆက်လိုက်ဖုံးပေးစရာမလိုဘူးလို့ကျွန်တော်ကဖုံးကိုကမ်းပေးလိုက်မိတယ်ဘေးကရွာသားတွေကလည်းလင်းကျင်ခင်များအဲ့ဒီလူကိုတကယ်ပဲတိတာဟုတ်ရဲ့လားဗျာဟုတ်တယ်အခုပဲဖုံးဆက်ခေါ်လိုက်လေသူလာရင်တို့တွေပို့ပြီးဈေးကောင်းရတာပေါ့လို့ဝိုင်းော်ကြတော့တာပေါ့လင်းကျင်ကပြာရခတ်ပြီးသူ့ဖုံးကအားကုန်သွားလို့ပါလို့စင်ကြေပေးရှာတယ်အာလုပ်ငန်းရှင်ကြီးရဲ့ဖုံးကအားကုန်သွားတယ်ဟုတ်လားဒါဆိုသူ့ရဲ့ဝန်ထမ်းတွေအတွင်းရေးမှုတွေဒရိုင်ဘာတွေကောဘ
ဘသူစီပဲဖြစ်ဖြစ်ဖုံးတစ်ချက်ဆက်လိုက်ရင်ရတာပဲဥစားလို့ကျွန်တော်ကပြန်ပတ်လိုက်မိတယ်ဒီလိုပြောလိုက်တော့လင်းကျင်ရဲ့နောက်ကလယ်သမား3ယောက်ဟာတယောက်ကိုတယောက်ကြည့်ပြီးပထမတစ်ယောက်ကအနောက်ကိုခြေတလန်းဆုပ်ပြီးလင်းကျင်ရဲ့ဘေးကနေဖယ်သွားတယ်လို့ဒုတိယတစ်ယောက်နဲ့တတိယတစ်ယောက်ပါတွေဝေပြီးအဝေးကိုထွက်သွားကြပါတော့တယ်ဗျာလင်းကျင်တစ်ယောက်တည်းအလေးချိန်နဲ့ဆက်အရှိမှမျက်နှာပြက်ပြီးကြမ်းရစ်ခဲ့တာပေါ့ကျွန်တော်ဖုံးကိုပြန်သိမ်းပြီးလင်းကျင်ဘေးကိုဖယ်လိုက်တော့ခြံလေးအလေးချိန်လာချိန်ဆန်လို့អော်လိုက်တော့သူကနှုတ်ခမ်းတွေတုံရင်ပြီးမျက်လုံးတွေညီရဲကဘာစကားမှမပြောနိုင်တော့ဘူးဗျာလင်းကျင်ဘေးကိုဖယ်စမ်းခင်ဗျားဒီမှာဘာမျက်နှာနဲ့လာရက်နေသေးတာလဲလို့အော်တန်ကြီးနဲ့အတူလင်းကျင်ဟာဘေးကိုတွန်းဖယ်ခြင်းခံလိုက်ရပါတော့တယ်ကြည့်လိုက်တော့လူတော်ရောက်လာခဲ့တာပါသူမှကျွန်တော်ရှေ့လျှောက်လာပြီးရက်လိုက်တယ်နှုတ်ခမ်းတွေတုံရင်နေပြီးမျက်ရည်တွေကမျက်နှာပေါ်ကအရေးကြောင်းတွေအတိုင်းစီးကြလာရှာတယ်ဗျာလီသူထေငါမင်းကိုတောင်းပန်ပါတယ်လူတော်အဲ့ဒီလိုမလုပ်ပါနဲ့ဗျာဒါကျမလူမိုက်လို့လုပ်ခဲ့မိလို့ပါကျမကလောဘကြီးပြီးသူ့ရဲ့လိန်ညာစကားတွေကိုယုံမိသွားတာမင်းတို့ရွာအတွက်လမ်းခင်းပေးခဲ့တာပြားအောင်တိတ်တာတွေအလာကားပေးခဲ့တာအာမခံစည်းနဲ့ဝယ်ပေးခဲ့တာတွေကိုကျမအကုန်လုံးမေ့လျော့ခဲ့မိပါတယ်ဗျာလို့လူတော်ကငိုယိုပြီးအမားဝင်ခံရှာတော့တာပေါ့ကျွန်တော်စိတ်ထဲကနေတပြင်းချလိုက်ပြီးဝန်ထမ်းတွေကိုလန့်អော်လိုက်တယ်ကဲဘသူအရင်ဆုံးလာချိန်မလဲဗျာကျွန်တော်ရင်လာပါမယ်လို့လေသမားတယောက်ကအမြန်ပြေးလာရှာတယ်103ပိတာစုပေါင်းရွံ3တူည9တူညတိတိပါဗျာလို့ခြံလေးကပြောပြီးပိုက်ဆံကိုကမ်းပေးလိုက်တော့လူဦးလေးကပိုက်ဆံကိုယူပြီးလက်ချောင်းလေးတွေနဲ့ရေတွက်ရင်မျက်ရည်တွေဝဲလာရှာတယ်ခြံလေးရဲ့လက်ထဲကနေပိုက်ဆံတွေကတအိမ်ပြီးတအိမ်အဆက်မပြတ်ထွက်သွားခဲ့တာပေါ့မုန်းတဲ့ချိန်နားနီးလာတော့ခြံလေးကချွေးတွေကိုတုပ်ပြီးအခုဆိုရင်ပြားရီ3တူညပိတာနီးပါးရပြီးဗျာလို့လာပြောတယ်အဲ့ဒီအချိန်မှာတင်လူအုပ်ပြင်ဘက်ကနေကားအင်ဂျင်တန်ကြီးအကျယ်ကြီးထွက်လာပြီးကားမဲရောင် SUV တစ်စီးရွာတကားဝမှာလာရက်ပါလေရောဗျာကားတကားပွင့်သွားပြီးအသက်30ကျော်ရွယ်ရှိတဲ့အမျိုးသားတစ်ယောက်ဆင်းလာပြီးရွာထဲကိုပြုံးကြီးလမ်းကြည့်လိုက်တယ်လင်းကျင်ကလမ်းဘေးမှာစောင့်ကြောင်ထိုင်နေရင်အဲ့ဒီလူကိုမြင်တော့ကျိုးသူထေလို့ဝမ်းသာအားရអော်ပြီးနေရာကနေလျှက်စစ်နဲ့အတို့ခံရတယ်လို့ဝုန်းခနဲ့ထပ်သွားကအပြေးလွှားသွားကြတော့တာပေါ့ကျိုးသူထေခင်များနောက်ဆုံးတော့ရောက်လာပြီနော်ကျွန်တော်ခင်များကိုတလနီးပါးစောင့်နေခဲ့ရတာဥစ္စာကျိုးသူထေကလမ်းမှာအလုပ်ကိစ္စလေးတွေရှိနေလို့ခိတ္တနောက်ကျသွားတာပါတောင်းပန်ပါတယ်ဗျာလို့ပြောလိုက်တော့လင်းကျင်ကရွာထဲကိုလှည့်ပြီးအမေမြင်လာပါဦးကျိုးသူထေရောက်လာပြီဗျာတပိတာရွံ60ပေးမဲ့ကျိုးသူထေတကယ်ရောက်လာပြီလို့အားရပါရလမ်းអော်ပါတော့တယ်လူတော်ကလူအုပ်ထဲကနေခေါင်းပြူးကြည့်ပြီးအဲ့ဒီကားမဲရောင်နဲ့မျက်မှန်တက်ထားတဲ့ကျိုးသူထေကိုမြင်လိုက်တဲ့အချိန်မှာတင်သူမရဲ့မျက်နှာကဝမ်းနေနေရာကနေအန်ဟာသွားပြီးအန်နာနေရာကနေတကယ်ကိုဝမ်းသာအားရဖြစ်သွားတဲ့ပုံစံမျိုးချက်ချင်းပြောင်းလဲသွားရှာတယ်ဗျာကျိုးသူထေလို့អော်ပြီးသူမကိုယ်တိုင်လည်းအပြေးလွှားသွားကြရှာတော့တာပေါ့ခင်ဗျားကတကယ်ပဲတပိတာရွံ60ပေးမဲ့ကျိုးသူထေဟုတ်ရဲ့လားဟင်ကျိုးသူထေကလူတော်ဟုတ်ပါသလားဗျာလင်းကျင်ကကျွန်တော်ကိုအတော့အကြောင်းခဏပြောပြပူပါတယ်ရွံ60ပေးဖို့ကတော့ပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်အရင်ဆုံးပြားရည်ရဲ့အရေးသွေးကိုစစ်ဆေးရအောင်မယ်လေလို့ပြောလိုက်တော့လူတော်ကအရေးသွေးကတော့အကောင်းကြီးရှိပါတယ်ဗျာလုံးဝပြဿနာမရှိဘူးလာတို့အိမ်ကိုအရင်သွားကြည့်ကြရအောင်ဆိုပြီးအသေးအတန်လမ်းပြခေါ်သွားတော့တာပေါ့လင်းကျင်ကကျွန်တော်ဘက်လက်ကြည့်ပြီးအောင်နိုင်သူမျက်နှာနဲ့လောင်ပြုံးကလီသူထေတောင်းပန်ပါတယ်နော်အခုကျိုးသူထေရောက်လာပြီဆိုတော့ခင်ဗျားလုံးမများရင်ဘေးကနေရွာသားတွေဘလို့စီးပွားရေးလုပ်လဲဆိုတာကိုတေချာထိုင်ကြည့်လိုက်ပါဦးတပိတာရွံ60ဈေးနဲ့လောက်တာမို့တေချာတင်ယူထားလိုက်ဦးနော်လို့ရွက်ပြောရှာတယ်လို့လူတော်ကလည်းလီသူထေတကယ်ကိုတိုက်ဆိုင်ဖြစ်သွားတာပဲခင်ဗျားမလို့ရင်ဘေးနားမှာခဏထိုင်ဆောင်ဦးလေကျိုးသူထေပစ္စည်းတွေစစ်ဆေးပြီးလို့ပို့တာတွေရှိရင်ခင်ဗျားဝယ်သွားလို့ရတာပဲဥစ္စာလို့လန့်អော်ကြတော့တာပေါ့ဒီလိုပြောလိုက်တော့စောကတင်ကျွန်တော်စီမှာပြားရီရောင်းဖို့တန်းစီနေတဲ့ရွာသားချို့ဟာတယောက်ကိုတယောက်ကြည့်ပြီးအချို့လူတွေဆိုရင်ပြားရီပုံတွေကိုတဲပြီးလူတော်တို့အိမ်ရှိတဲ့ဘက်ကိုခြေလမ်းပြောင်းရွှေ့ကုန်ကြတော့တယ်ဗျာကျိုးသူထေကလူအုပ်ကြီးရဲ့အလဲမှာရက်ပြီးသူ့ရဲ့အိတ်ထဲကနေစာရက်စာတန်းချို့ကိုထုတ်ပြကရွာသားတို့ကျွန်တော်ကတကယ်ကိုအစ်မြင့်ပြားရီတွေကိုနိုင်ငံခြားကိုတင်ပို့တဲ့လုပ်ငန်းရှင်ကြီးဖြစ်ပါတယ်ခင်ဗျားတို့ရွာကပြားရီရဲ့အရေးသွေးကောင်းမွန်ပြီးတဘာဝအတိုင်းရှိတယ်ဆိုတာကိုလင်းကျင်ကကျွန်တော်ကိုအစောကြီးကလေးကပြောပြပူပါတယ်ဒါကြောင့်နိုင်ငံခြားဈေးကွက်မှာအလွန်အဝယ်လိုက်မဲ့ပစ္စည်းမျိုးမို့ရွံ60ဆိုတာကအခြေခံဈေးတက်ပါပဲအရေးသွေးတာတကယ်ကိုကောင်းမွန်မယ်ဆိုရင်ရွံ65တို့မဟုတ်ရွံ80အထိပါတို့တွေပေးပြီးဝယ်နိုင်ပါတယ်လို့ကြေညာလိုက်ပါတော့တယ်ရွံ80တောင်လားတကယ်ကြီးလားဗျာရွာသားတွေအုံခနဲ့ထအော်ကြတာပေါ့လူတော်ကလည်းအားရပါရနဲ့ငါစောကြီးကလေးကပြောသားပဲလင်းကျင်ကရွာသားတွေကိုလိမ့်မဲ့သူမဟုတ်ပါဘူးဆိုတာခင်ဗျားတို့ကတော့ကိုမယုံကြဘူးအခုကျိုးသူထေကိုယ်တိုင်လာပြမှယုံကြတော့မှာလားငါသမက်ကတက္ကသိုလ်ကျောင်းသားစီးပွားရေးပညာတက်ကြီးဖြစ်လို့အချို့လူတွေထက်အများကြီးပိုပြီးအစွမ်းထက်ပါတယ်ကိုလို့ကျွန်တော်ကိုစောင်းမြောင်းပြီးအော်ဟောက်ကြွေးကြော်နေပါတော့တယ်ဗျာခြံလေးကဒါတက်လူပါဝါတာပဲမလောပါနဲ့စောင့်ကြည့်သေးတာပေါ့လို့ပြောပြီးကျွန်တော်ကဝန်ထမ်းခြံလေးကိုလမ်းတားလိုက်မိတယ်လူတော်ကတော့ကျိုးသူထေနာပြေးကပ်ပြီးကျိုးသူထေအရင်ဆုံးတို့အိမ်ကိုလာကြည့်ပါဦးတို့အိမ်မှာပြားရီအိုး100ကျော်ရှိတယ်အရေးသွေးကတော့တေချာပေါက်စိတ်ချရပါတယ်ဗျာလို့အသေးအတန်လမ်းပြခေါ်သွားတယ်လို့ကျိုးသူထေကလည်းကောင်းပြီလေတွားကြည့်ကြတာပေါ့လို့ပြောပြီးလိုက်သွားတော့တာပေါ့သူကမတွားခင်ရွာသားတွေကိုလက်ကြည့်ပြီးရွာသားတို့မလောကြပါနဲ့ဦးတို့တွေအရင်ဆုံးစစ်ဆေးပြီးမှခင်ဗျားတို့အားလုံးအတွက်တရားမျှတတဲ့ဈေးနှုန်းတစ်ခုပေးမှာမို့သူတပားရဲ့ဈေးနှိမ်တာကိုမခံကြပါနဲ့ဦးလို့ထပ်ပြီးတွေးထိုးပေးခဲ့သေးတယ်ဗျာဒီလိုပြောလိုက်တော့စောကတင်ကျွန်တော်စီမှာတန်းစီနေတဲ့ရွာသားချို့ဟာတို့တွေခဏထပ်ဆောင်ကြည့်ရင်မကောင်းဘူးလားတကယ်လို့တပိတာကိုရွံ80ဈေးရရင်အများကြီးပိုကောင်းတာပေါ့လို့ပြောပြီးလီသူထေကျွန်တော်နောက်မှပဲပြန်စဉ်းစားပါတော့မယ်ဆိုပြီးပြားရီပုံတွေကိုတဲကလူတော်တို့အိမ်ရှိတဲ့ဘက်ကိုအုပ်စုလိုက်ကြည့်လိုက်သွားကြတော့တယ်တန်းစီနေတဲ့ရွာသားတွေအကုန်လုံးလင်းကျင်တို့နောက်ကိုပါသွားကြပြီးကွင်းပြင်ကျဲကြီးထဲမှာတော့
ပြားရီဘုံကိုကင်ထားတဲ့ဇန်ဘိုးတယောက်တည်းပဲကြံရစ်ခဲ့ပါတော့တယ်ဇန်ဘိုးအဘိုးကောဟိုဘက်ကိုသွားမကြည့်ဘူးလားကျွန်တော်မသွားပါဘူးဗျာဘာဖြစ်လို့လဲဗျာကျွန်တော်အဲ့ဒီလူကိုလုံးဝမယုံဘူးလင်းကျင်ကိုတလနီးပါးစောင့်ခိုင်းထားတဲ့သူကတို့တွေမင်းစီရောက်မဲ့အချိန်ကျမှကွက်တီကြီးရောက်လာတယ်ဆိုတာအလွန်ထူးဆန်းမနေဘူးလားဇန်ဘိုးကတန်တရားစိတ်နဲ့ပြောရှာတယ်ကျွန်တော်ခြံလေးကိုအလေးချိန်ချိန်ခိုင်းလိုက်တော့ဇန်ဘိုးရဲ့ပြားရီက86ပိတာရှိပြီးရွန်းနဲ့980တီတီချက်ချင်းရှင်းပေးလိုက်ရတယ်ဇန်ဘိုးကပိုက်ဆံကိုတင်းရင်လီတူသေးဒီလူရောက်လာတဲ့အချိန်ကအရန်တိုက်ဆိုင်လုံးနေဗျာမင်းရောက်တာနဲ့သူကအနောက်ကနေကက်လိုက်လာပြီးလမ်းမှာအလုံများနေလို့ပါလို့စင်ကြေပေးတယ်ဘလို့အလုတ်ကတလနီးပါးကြာနေရမှာလဲလို့ထပ်ပြောရှာတယ်ဇန်ဘိုးကတကယ့်ကိုအမျှော်မြင်ရှိတာပဲကျွန်တော်ကတော့အမှန်တရားကိုသိပါတယ်ဒါပေမဲ့ရွာထဲမှာမိုင်းမဲတဲ့လူတွေကအရန်များနေတာကိုအခုဆိုရင်မင်းပြားရီဝယ်ဖို့မလွယ်တော့ဘူးဗျာလို့အဘိုးကစိုးရိမ်တကြီးနဲ့ပြောရှာတော့တာပေါ့အဲ့ဒီအချိန်မှာလူတော်တို့အိမ်ဘက်ကနေလင်းကျင်ရဲ့ဝမ်းသာအားရအော်ဟောက်တန်ကြီးထွက်လာပြန်တယ်ဗျာအမေကြားတယ်မလားကျိုးသူထေးကတို့ပြားရီတွေကိုတပိတာကိုရွမ်65ဈေးပေးမယ်ရဲ့ဗျာရွမ်65တောင်တော့လူတော်လဲပျော်လုံးလို့အိုဟိုဖျားသခင်ကတို့ကိုကူညီတာပဲငါအစောကြီးကလေးကပြောသားပဲအရေးသွေးကောင်းတဲ့ပြားရီကတော့ဝယ်မဲ့သူမရှိမှာကိုစိုးရိမ်စရာမလိုပါဘူးလို့ကျိုးသူထေးကပြောပြီးသားဗျအရေးသွေးကောင်းရင်တရွာလုံးကပြားရီတွေကိုသူကုံသိမ်းပေးမယ်တဲ့ရွာသားတို့မလောကြနဲ့ဦးတအိမ်ပြီးတအိမ်အလှည့်ကျလောက်ကြတာပေါ့လို့အော်တော့တာပေါ့ရွာသားတွေအကုန်လုံးလဲကျိုးသူထေးကတကယ်လုပ်ငန်းရှင်ကြီးပဲဗျာလင်းကျင်ကတကယ်ကိုအစွမ်းထက်တာပဲတို့တွေစောစောကတာအခြားလူစီဈေးပေါ်နဲ့ရောင်းလိုက်ရင်နောက်တရားစရာကြီးလို့ဝိုင်းော်ကြပြီးအဲ့ဒီအခြားလူဆိုတာဘယ်သူလဲဆိုတာကိုတော့အားလုံးတေချာရိပ်မိနေကြတာပေါ့ဝန်ထမ်းချန်လေးကဒါကိုကြည့်ပြီးအကိုသူတို့ရဲ့ကျေးဇူးကမ်းတဲ့မျက်နှာတွေကိုကြည့်ဦးလို့ဒေါသတကြီးပြောလာတာမို့ကျွန်တော်ကတော်ဆန်းပါအပိုတွေပြောမနေနဲ့အလေးချိန်နဲ့ဆက်ကိုတင်ပြီးပြန်မယ်လို့အမိန့်ပေးလိုက်တယ်တို့တွေတကယ်ကြီးဒီတိုင်းပြန်တော့မှာလားဗျာမပြန်လို့ဘာလို့ရမှာလဲသူတပားကရွမ်65ပေးနေတာကိုတို့ကရွမ်30ပဲပေးနိုင်တာရွာသားတွေကိုတို့ကဘလို့ရွေးချယ်ခိုင်းရတော့မလဲကျွန်တော်တို့စက်သိန်းနေတုံးလင်းကျင်ကထပ်ပြီးရောက်လာကလောင်ပြုံးပြုံးပြီးအိုးဟိုလီတူထေးကပြန်တော့မလို့လားမလောပါနဲ့ဦးဗျာဘေးနားမှာခဏထိုင်ဆောင်ပြီးပွဲကြည့်ဦးလေဟာဟာဟာကျိုးသူထေးကပြောပြီးသားတိတ်မကြခင်မှာပဲလူများကြီးရဲ့ရှေ့မှာပိုက်ဆံတွေကိုငွေသားနဲ့ချက်ချင်းရှင်းပြမယ်တဲ့ခင်များကိုတကယ်လုပ်ငန်းရှင်ကြီးရဲ့အစွမ်းကိုပြမလို့ပြလို့လာရွဲတော့တာပေါ့လူတော်ကလည်းမျက်စောင်းထိုးပြီးလီတူထေးရတကယ်ကိုအားနာစရာကြီးဗျာခင်များသာစောစောကလေးကတို့စကားကိုနားထောင်ပြီးရွမ်60ဈေးပေးလိုက်ရင်အခုလိုပြဿနာဖြစ်ပါတော့မလားတို့နဲ့အတင်းလာညင်းနေတော့အခုတော့ဖြစ်ရောပေါ့ငါအစောကြီးကလေးကပြောသားပဲငါသမက်ကတက္ကသိုလ်ကျောင်းသားစီးပွားရေးပညာတတ်ကြီးမို့အစွမ်းထက်ပါတယ်လို့ခင်များတို့ကတို့ကိုမယုံမဲလီတူထေးစီအတင်းသွားရောင်းချင်နေကြတာတော်သေးတာပေါ့ကျိုးသူထေးအချိန်မီရောက်လာလို့မဟုတ်ရင်တို့တွေအကြီးကျယ်ဆုံးရှုံးရတော့မှလို့အော်ဟောက်ကြွေးကြော်နေပါတော့တယ်ရွာသားချို့ကလည်းဟုတ်တယ်လူတော်ကတကယ့်ကိုအမျှော်မြင်ရှိတာပဲလို့လိုက်ဖားကြပြီးလင်းကျင်မင်းကျိုးသူထေးကိုတေချာလေးပြောပေးပါဦးကွာတို့အိမ်ကပြားရည်တွေကိုကော်ဝယ်ပေးနိုင်မလားလို့လာတောင်းပန်ကြတော့တာပေါ့လင်းကျင်ကရင်ဘက်ကိုပုတ်ပြီးစိတ်ချပါကျွန်တော်ကျိုးသူထေးနဲ့အလွန်ရင်းနှီးပါတယ်ကျွန်တော်တေချာမေးပေးပါမယ်ပြဿနာမရှိပါဘူးကျိုးသူထေးကတကယ်တစ္ဆာရှိတဲ့လုပ်ငန်းရှင်ကြီးမို့ပြောပြီးသားဈေးရွမ်65ကိုတပြားမှရှော့မှာမဟုတ်ဘူးအချို့လူတွေလိုဒုက္ခရောက်နေတာကိုအခွင့်အရေးယူပြီးရွမ်30နဲ့လာဝယ်မဲ့သူမဟုတ်ဘူးဗျာလို့ကြွားပြန်ရောရွာသားတွေကလည်းဟုတ်တယ်အချို့လူတွေကစာချုပ်ပေါ်တစ္ဆာရှိရမယ်အရင်းနှီးရှိတယ်ဆိုတာတွေကိုရှောက်ပြောပြီးဈေးနေနေတာကျိုးသူထေးကတော့ဘာမှမပြောဘဲပိုက်ဆံချက်ချင်းထုတ်ပေးတာဒါမှတကယ်လုပ်ငန်းရှင်ကြီးဗျာလို့ဝိုင်းော်ကြတော့တာပေါ့ကျွန်တော်ဇန်ဘိုးဘက်ကိုလှည့်ပြီးဇန်ဘိုးအဘိုးတို့လည်းဟိုဘက်ကိုသွားပြီးဈေးပြိုင်ကျင်နေဆိုရင်ကျွန်တော်လုံးဝမထားပါဘူးနော်လို့ပြောလိုက်မိတယ်ဇန်ဘိုးကမသွားပါဘူးဗျာကျွန်တော်အဲ့ဒီကျိုးဆိုတဲ့လူကိုလုံးဝမယုံပါဘူးလင်းကျင်ကိုတလနီးပါးစောင့်ခိုင်းထားတဲ့သူကအခုမှကွက်တီရောက်လာတာအလွန်တန်တရားဖြစ်เสียကောင်းလုံးပါတယ်လို့ပြက်သားသားညင်းရှာတယ်ခြံလေးကကားပေါ်တက်ရင်အကိုအဲ့ဒီကျိုးဆိုတဲ့လူကတကယ်ပြဿနာရှိနေတာလားလို့မေးတာနဲ့ပြဿနာရှိတာပေါ့လို့ပြန်ဖြေလိုက်တယ်ဒါဆိုအကိုကဘာလို့သူ့မျက်နှာဖုံးကိုလူသိရှင်ကြားမခွာချလိုက်တာလဲကျွန်တော်ဝေးကရွာသားတွေဝိုင်းုံနေတဲ့ကျိုးသူသေးကိုခန်းငကြည့်ရင်ငါအခုဘာတက်တင်နဲ့တွားခွာချရမှာလဲသူကဘာမကောင်းတာမှမလုပ်သေးရဲ့ဘာဆက်ကနေစကားချိုပဲပြောရသေးတာလေငါကသာသူမကောင်းဘူးလို့တွားပြောရင်ရွာသားတွေကငါစကားကိုယုံကြမှာလားသူ့စကားကိုယုံကြမှာလားလို့ပြောပြီးကားတကားဖွင့်လိုက်မိတယ်အဲ့ဒီအချိန်မှာလင်းကျင်ကထပ်ပြီးပြေးလာကလီတူသေးတကယ်ကြီးပြန်တော့မှာလားဗျာထမင်းလေးပါလေးမစားတော့ဘူးလားကျိုးသူသေးကတရားဝင်ထမင်းကျွေးမလို့ဗျာလို့လာရွက်ပြန်ရောကျွန်တော်သူ့ကိုကြည့်ပြီးလင်းကျင်အဲ့ဒီကျိုးသူသေးဆိုတဲ့လူကိုမင်းဘယ်နှကြိမ်တွေ့ဘူးလို့လဲလို့မေးလိုက်တယ်တစ်ကြိမ်နှစ်ကြိမ်လောက်ပါပဲဘာဖြစ်လို့လဲဗျာမင်းတို့အကြောင်းတေချာတီးလို့လားသူဘာစီးပွားရေးလုပ်လဲကုမ္ပဏီကဘယ်မှာလဲအရင်ကဘသူစီကပြားရီဝယ်ဘူးလဲဆိုတာတွေကိုကောမင်းတေချာတီးရလားလင်းကျင်ကမာနာနဲ့သူကလုပ်ငန်းရှင်ကြီးမို့အလုပ်ရမ်းများနေတာဗျမင်းနဲ့အသေးစိတ်စကားပြောနေဖို့အချိန်မရှိဘူးမင်းလိုအားနေတဲ့သူမဟုတ်ဘူးလို့ပြန်ပတ်တော့တာပေါ့ကောင်းပြီလေဒါဆိုရင်လည်းခင်ဗျားတို့ဘာသာအဲ့ဒီရွမ်65ဈေးကိုပဲအေးအေးဆေးဆေးဆက်ဆောင်ကြပါတော့လို့ပြောပြီးကျွန်တော်ကားထဲဝင်လိုက်တဲ့ကားနိုးတဲ့အချိန်မှာလူတော်ကပါပြေးလာပြီးလီတူသေးရနောက်ဆိုအားရင်တို့ရွာကိုလာလဲဦးနော်ဒါပေမဲ့နောက်တစ်ခါလာရင်တော့ပိုက်ဆံအများကြီးတက်လာခဲ့ဦးရွမ်30ဈေးနဲ့လာပြီးမျက်နှာငယ်မခံနဲ့ဦးဟာလို့လန့်អော်ပြီးလောင်ကျပြန်ရောကျွန်တော်စကားမပြန်ပဲကားကိုတမောင်းထွက်ခဲ့လိုက်ပါတော့တယ်ကားကရွာပြင်ကိုရောက်ပြီးတောင်ပေါ်လန်းအတိုင်းမောင်းလာခဲ့တယ်ကားမှန်ထဲမှာရွာလေးကတဖြည်းဖြည်းတင်းငယ်သွားပါတော့တယ်ခြံလေးကအကိုအဲ့ဒီကျိုးဆိုတဲ့လူကဘယ်ကလေးပြလို့မေးရှာတယ်ငါလည်းမသိဘူး
ဒါဆိုတို့တွေဒီအတိုင်းပဲပြန်လာခဲ့တာလားမပြန်လို့ဘာလို့ရမှာလဲမင်းစောစောကရွာသားတွေရဲ့မျက်လုံးတွေကိုမမြင်လိုက်ဘူးလားငါသာအဲ့ဒီမှာဆက်နေရင်သူတို့ငါ့ကိုအစိမ့်လိုက်ဝါမျိုးပြစ်ကြလိမ့်မယ်အဲ့ဒီလင်းကျင်ကတကယ်ကိုအတုံးမကျတဲ့ကောင်ပဲဗျာပြီးတော့အဲ့ဒီလူတော်လဲပါတာပေါ့စောစောကတင်ငိုယိုပြီးလာတောင်းပန်နေပြီးကမှအခုကျတော့ချက်ချင်းမျက်နှာပြောင်းသွားတာပဲလို့ချန်လေးကစိတ်ပြက်လက်ပြက်နဲ့ပြောရှာတော့တာပေါ့ကားကတောင်ပေါ်လန်းတိုင်းဆက်မောင်းလာခဲ့ရင်နေကလည်းတဖြည်းဖြည်းဆောင်းလာပြီးအရေးတွေကအရှိကြီးဖြစ်လာပါပြီအဲ့ဒီအချိန်မှာဖုံးမိလာတာမို့ချန်လေးကိုစပီကာဖွင့်ပြီးကိုင်းလိုက်တယ်လီသူထေမင်းပြန်သွားပြီလားဖုံးငဲကနေဇန်ဘိုးရဲ့အတန်ထွက်လာတာပါဟုတ်တယ်ပြန်ပြီဖုံးငဲကနေခဏငြိမ်သွားပြီးမှလီသူထေးရကျွန်တော်အဲ့ဒီကျိုးဆိုတဲ့လူကိုအလွန်တန်တရားဖြစ်မိတယ်ဗျာလို့အဘိုးကဆိုလာတယ်ဘယ်လိုမျိုးတန်တရားဖြစ်တာလဲအဘိုးသူကပြားရည်တွေကိုစစ်ဆေးမယ်ပြောပြီးလီူတော့အိမ်ကပြားရည်တွေကိုတွားကြည့်တယ်ဗျသူကအနံ့ခံကြည့်ပြီးအရေးသွေးကောင်းပါတယ်လို့ပြောပေမဲ့မြို့ပေါ်ကိုပြန်ပြီးတေချာတစ်ခွဲစစ်ဆေးရအောင်မယ်မနေ့ဖြန်မှပြန်လာဝယ်မယ်လို့ပြောတယ်ဗျဒါပေမဲ့ပိုက်ဆံကြတော့တပြားမှထုတ်မပေးသွားဘူးလုံးဝမပေးခဲ့ဘူးဗျပြီးတော့သူကချက်ချင်းပြန်သွားတာပဲလင်းကျင်ကသူ့ကိုရွာတကားဝအထိသွားပို့ပြီးကားပေါ်မှာနှစ်ယောက်သားအကြာကြီးစကားပြောကြတယ်ဗျလင်းကျင်ပြန်လာတော့မျက်နှာကြီးဝင်းပနေပြီးကျိုးသူထေးကမနေ့ဖြန်ပိုက်ဆံတွေအများကြီးတည်လာမှာမို့ရွာသားအလုံးပြားရီဘုံတွေကိုအတင်းပြင်ထားကြပါလို့လိုက်អော်နေတယ်ဗျဇန်ဖိုးအဘိုးကသူမနေ့ဖြန်တကယ်လာမယ်လို့ထင်လို့လားကျွန်တော်ကတော့မသိဘူးဗျဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့မဟန်ဘူးအဲ့ဒီလူကဘာကတိမှတေချာမပေးခဲ့ရဲနဲ့ရွာသားတွေကိုပဲဒီတိုင်းထိုင်ဆောင်ခိုင်းထားတာလေမင်းတို့ရွာကိုလာတော့ကတော့အစောကြီးကလေးကတေချာကတိပေးပြီးမှလာခဲ့တာဥစ္စာလို့အဘိုးကတက်ပြင်းချရင်ပြောရှာတော့တာပေါ့ဖုံးချသွားတော့ခြံလေးကဘေးကနေဟွန်းဘာစရိတ်မှလည်းစိုက်မထုတ်ဘဲနဲ့ပါဇက်ကစကားချိုးနဲ့တင်တို့ရဲ့အလုပ်တွေကိုလာဖျက်ဆီးသွားတာပဲရွာသားတွေကလည်းဘာလို့အဲ့ဒီလောက်ထိအလွယ်တကူယုံသွားကြတာလဲမသိဘူးလို့ဆဲတော့တာပေါ့သူတို့ကမိုင်းမဲတာမဟုတ်ဘူးဗျသူတို့ကလောဘကြီးနေကြတာလို့ကျွန်တော်ကပြန်ပြောလိုက်မိတယ်ကားကရှေ့ကိုဆက်မောင်းလာခဲ့ရင်အပြင်မှာမောင်းမိုက်လာပါပြီအဲ့ဒီအချိန်မှာဖုန်းကထက်ပြီးမိလာပြန်တယ်ကြည့်လိုက်တော့နံပါတ်စိမ်းတစ်ခုဖြစ်နေလို့စပီကာဖွင့်ပြီးကင်လိုက်တော့ဟဲလိုလီသူထေးဖုန်းထဲကနေလင်းကျင်ရဲ့ရွဲရတဲ့အတန်ထွက်လာတာပါငါဖုန်းဆက်တာကမင်းကိုကျေးဇူးတင်စကားလာပြောတာဗျာတကယ်ကိုကျေးဇူးတင်ပါတယ်နော်ငါ့ကိုဘာလို့ကျေးဇူးတင်တာလဲမင်းအခုလိုလိမ္မာပါနဲ့စွာနဲ့ထွက်သွားပေးလို့ပေါ့ဗျာမင်းသာမထွက်သွားရင်ကျိုးသူထေးကတို့ရွာကိုလာဝယ်ဖို့အားနာနေမှာဥစ္စာသူကတခြားလူနဲ့ဈေးပြိုင်ပြီးစကားများရတာကိုလုံးဝမကြိုက်ဘူးလေအေးဆေးဆေးရဲ့စီးပွားရေးလုပ်ချင်တာငါမင်းကိုအပြက်ပြောထားမယ်နောက်ဆိုတို့ရွာကပြားရည်တွေကိုကျိုးသူထေးကပဲအကုန်လုံးကန်ထရိုက်ယူပြီးဝယ်တော့မှာမို့မင်းနောက်တစ်ခါလာခြင်းနဲ့ဆိုရင်လည်းရပါတယ်ဒါပေမဲ့ပိုက်ဆံအများကြီးတက်လာခဲ့ဦးရွမ်30ဈေးနဲ့လာပြီးလူသိရှင်ကြားမျက်နှာလာမပြတ်စေနဲ့ဦးဟာလို့ပြောပြီးဖုံးချသွားပါလေရောခြံလေးကအကိုခင်များထင်တာတော့အဲ့ဒီကျိုးဆိုတဲ့လူကမနှက်ဖြန်တကယ်လာပါမလားဟင်လို့စိုးရိမ်တကြီးမေးတယ်ငါကတော့မသိဘူးဒါပေမဲ့ငါလောင်းရဲတယ်သူလုံးဝလာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဗျာတကယ်ကိုပြားရည်ဝယ်ခြင်းတဲ့သူဟာလူတွေကိုတလနီးပါးထိုင်ဆောင်ခိုင်းမှာမဟုတ်ဘူးပြီးတော့တကယ်ပိုက်ဆံရှင်းပေးမဲ့သူဟာလဲစရန်ငွေတပြားမှမချခဲ့ပဲဒီအတိုင်းထွက်သွားမှာမဟုတ်ဘူးလေဒါဆိုတကယ်လို့သူမလာရင်ရွာသားတွေဘယ်လိုလုပ်ကြမလဲစောင်းယုံပေါ့သူတို့ရဲ့မနှက်ဖြန်ဆိုတဲ့လိန်ညာမှုကိုပဲဆက်ပြီးထိုင်ဆောင်ကြယုံပေါ့လို့ကျွန်တော်ကပြန်ပြောလိုက်မိတယ်တိတ်မကြခင်မှာပဲဇန်ဘိုးစီကနေစာတစောင်ထပ်ဝင်လာပြန်တယ်လီသူထေးလင်းကျင်ကရွာထဲမှာအော်နေတယ်ဗျာကျိုးသူထေးကမနှက်ဖြန်မနှက်အစောကြီးပိုက်ဆံတွေတဲလာမှာမို့ရွာသားအလုံးပြားရီဘုံတွေကိုရွာတကားဝမှာသွားပြီးစုပုံထားကြပါတယ်နောက်စာတစောင်ထပ်ဝင်လာပြန်တယ်လီသူထေးရကျွန်တော်ရင်ထဲမှာတော့လုံးဝမဟန်ဘူးဗျာတကယ်လို့ကျိုးသူထေးကမနှက်ဖြန်ရောက်မလာရင်လီူတော့အိမ်ကပြားရည်တွေကတော့အကုန်ပျက်စီးတော့မှာသူမခတ်များအိုးတရကြော်လုံးကအစောကြီးကလေးကပျက်စီးလို့နီးပါးဖြစ်နေတာကိုအခုနေဘူးထဲမှာတနေကုန်ထိုင်းဆောင်ခိုင်းထားတာလေတဲ့ကျွန်တော်စာမပြန်ပဲကားကိုပဲဆက်မောင်းနေလိုက်မိတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲဖုန်းကထက်ပြီးလင်းလာပြန်တယ်ဒီတစ်ခေါက်ကတော့စာမဟုတ်ပဲရွာလူကြီးစီကဖုန်းဖြစ်နေရောဗျာကျွန်တော်ခစ်တာတွေဝေသွားပြီးမှခြံလေးကိုစပီကာဖွင့်ပြီးကိုင်းခိုင်းလိုက်တယ်လီသူထေးအဲ့ဒီကျိုးသူထေးပြန်သွားပြီးတဲ့နောက်ငါမျိုးနယ်တွေကလူတွေကိုအကူအညီတောင်းပြီးသူ့ရဲ့ကားနံပါတ်ပြားကိုတေချာလန်းစစ်ခိုင်းလိုက်တယ်ဗျာစစ်လို့ရပြီလားသူကြီးရပြီဗျာအဲ့ဒီကားကကိုပိုင်ကားမဟုတ်ဘူးဗျာကုမ္ပဏီတစ်ခုကနေ3ရက်တာတက်ငားထားတဲ့ကားဖြစ်ပြီးဒီနေ့ပဲတက်တန်းကုန်ပြီဗျာသူကြီးရဲ့အတန်ကတကယ်ကိုတုံလုံးချောက်ချားနေရှာတယ်ဗျာလီသူထေးရမင်းစဉ်းစားကြည့်ဦးလေတကယ်စီးပွားရေးလုပ်ငန်းရှင်ကြီးကပြားရည်ဝယ်ဖို့ကားကိုငားပြီးလာရတယ်လို့ရှိမလားလီသူထေးမင်းရှိသေးရဲ့လားဗျာရှိရတယ်သူကြီးပြောပါဒါဆိုသူမနှက်ဖြန်တကယ်လာပါမလားဟင်သူကြီးကကောကျွန်တော်စကားကိုယုံရဲ့လားယုံပါတယ်ဗျာဒါဆိုရင်အခုချက်ချင်းရွာသားတွေကိုပြားရည်ပုံးတွေအိမ်ထဲပြန်တက်ခိုင်းလိုက်ပါနေဘူးထဲမှာထိုင်မဆောင်ခိုင်းပါနဲ့တော့မနှက်ဖြန်ကိစ္စတွေကိုမနှက်ဖြန်မှပဲဆက်ရှင်းကြတာပေါ့ဒါပေမဲ့လင်းကျင်တဲ့လူတော်ကတော့သူတို့ကိစ္စကတော့သူတို့ဘာသာသူတို့ပဲဆုံးဖြတ်ပါစေလို့ပြောပြီးဖုံးချလိုက်တော့တယ်မြို့ကိုပြန်ရောက်ပြီး3ရက်မြောက်နေ့မှာတော့ကျွန်တော်ရုံးခန်းထဲမှာဗန္နာရေးစည်ရင်းတွေကိုစစ်ဆေးနေတော့ဝန်ထမ်းချန်လေးကတကားဖွင့်ဝင်လာပြီးအကိုဇန်ဘိုးပြန်ရောက်လာပြန်ပြီဗျာလို့လာပြောတာနဲ့အထဲဝင်ခိုင်းလိုက်လို့လွတ်လိုက်ရတယ်ဇန်ဘိုးကဒီတစ်ခေါက်ဝင်လာတဲ့အချိန်မှာအရင်ကထပ်ပိုးပြီးပိန်သွားရှာတယ်ဗျာလက်ထဲမှာပလတ်စတစ်အိတ်ကိုကင်ထားပြီးအထဲမှာပြားရည်ဘူးနှစ်ဘူးပါလာတာပေါ့လီသူထေးဒါတို့အိမ်ကနောက်ဆုံးကြတဲ့ပြားရည်အကောင်းဆုံးနှစ်ဘူးပါမြည်ကြည့်ပါဦးလို့ပြောတာနဲ့လားဝင်ထိုင်ဦးလို့ခေါ်လိုက်ရတယ်အဲ့ဒီလူရောက်မလာဘူးမဟုတ်လားဟုတ်တယ်ဗျာကျွန်တော်သိပါတယ်
မင်းပြန်သွားတဲ့နေ့ညကတင်လင်းကျင်ကရွာထဲမှာကျိုးသူထေးကမနှက်ဖြန်မနှက်အစောကြီးရောက်မှာမို့အားလုံးပြားရီဘုံတွေကိုရွာတကားဝမှာသွားပြီးစုပုံထားကြပါလို့လိုက်អော်တာလေလူတော်ကလည်းအရှိဆုံးကနေတညာလုံးဝိုင်းတယ်ပေးရှာတယ်နောက်တနေ့မိုးလင်းတော့တရွာလုံးကပြားရီဘုံအိုးနှစ်ရကြော်လုံးရွာတကားဝမှာအစီအီရှိနေကြတာပေါ့ဒါပေမဲ့မနှက်ကနေမွန်းတဲ့ချိန်ထိဘယ်သူမှရောက်မလာဘူးဗျာလင်းကျင်ကလမ်းမှာကားပိတ်နေလို့ပါနောက်ထပ်ခဏထပ်ဆောင်ကြပါလို့ပြောပေမဲ့ညနေထိစောင့်တာလူရိတ်တောင်မတွေ့ရတော့ဘူးလင်းကျင်ကဖုံးဆက်တော့လဲဆက်ပိတ်ထားတယ်စားဖို့ရင်လည်းပြန်မလာတော့ဘူးလူတော်လဲစိုးရိမ်ပြီးဘာဖြစ်တာလဲလို့သွားမေးတော့သူကဖုံးအားကုန်သွားလို့ဖြစ်ရမယ်လို့ပဲစင်ကြေပေးနေတော့မယ်ညနေတဲ့အထိစောင့်တာဘယ်သူမှရောက်မလာတော့လင်းကျင်တယောက်ရွာတကားဝမှာမျက်နှာပြက်ပြီးစကားတခွန်းမှမပြောရဲတော့ဘူးဗျာလူတော်ကတော့လူများကြီးရဲ့ရှေ့မှာတင်သူ့ကိုနိုင်ဝက်နီးပါအော်ဟောက်ဆဲဆိုလိုက်တာသူစကားတခွန်းမှပြန်မပြောရဲရှာဘူးဒါဆိုနောက်ကောပါဖြစ်လဲနောက်တော့လူတော်အိမ်ကပြားရည်တွေအကုန်လုံးပျက်စီးကုန်ပြီဗျာနေပူထဲမှာတနေ့နဲ့တညလုံးထိုင်ဆောင်ခိုင်းထားတာလေအစောကြီးကလေးကချင်းစားပြုတ်နေတာမို့အခုတော့တကယ်ကိုပျက်စီးသွားပြီအိုးတရကြော်လုံးအကုန်တုံပစ်လိုက်ရတော့တာပေါ့လူတော်တညလုံးကိုလိုက်တာမနဲ့မိုးလင်းတော့မျက်လုံးတွေပါဖူးယောင်ပြီးဖွင့်လို့တော့မရတော့ဘူးဗျာသူမကဒေါသထွက်ပြီးလင်းကျင်ရဲ့ပစ္စည်းမှန်သမျှကိုခြံထဲအကုန်ပစ်ထုတ်ကငါအိမ်ကနေအခုချက်ချင်းဆင်းသွားစမ်းလို့អော်တယ်တာမီနှစ်ယောက်လုံးဖက်ငိုပြီးတအိမ်လုံးအကြီးကျယ်ရှုပ်ဖို့ကုန်ကြတော့တာပေါ့ဇန်ဖိုးကတက်ပြင်းချရင်လီသူထေးရအဲ့ဒီလူကတကယ်ပဲကလေးဗျာသူကတို့ရွာကိုဘာလို့လာလင်ရတာလဲလို့မေးရှာတယ်ဇန်ဖိုးအဘိုးကအဲ့ဒီလူကိုဘာလုပ်ငန်းရှင်ကြီးထင်လို့လဲကြည့်ရတာတော့တကယ်စီဝါရေးသမားကြီးနဲ့တူပါတယ်အဝတ်စားလဲတန့်ရှင်းတဲ့စကားပြောရင်လဲအလွန်ယဉ်ကျေးတာကိုဇန်ဖိုးတကယ်စီဝါရေးသမားကြီးကပြားရီဝယ်ဖို့စရန်ငွေတပြားမှမချခဲ့ပဲလူတွေကိုတလနီးပါးထိုင်ဆောင်ခိုင်းပြီးမှနောက်ဆုံးကြတော့မျက်နှာချင်းတောင်မဆိုင်ပဲထွက်ပြေးသွားပါမလားဗျာသူတို့ရွာကိုလာတာကတို့ရွာကပြားရီကဈေးပေါ်တယ်လို့ထင်လို့ပါသူကပိုက်ဆံတပြားမှစိုက်เสียမလို့ပဲလင်းကျင်ကိုသူ့ရဲ့ဓာစာခံဖြစ်အတုံးချခဲ့တာလေရွာသားတွေကိုဈေးတက်ဖို့တွေးထိုးခိုင်းတယ်ငါ့ကိုမောင်းထုတ်ခိုင်းတယ်ရွာသားတွေကိုထိုင်ဆောင်ခိုင်းတယ်ဒါတွေအကုန်လုံးကိုလင်းကျင်ကပဲအသေးအတန်လိုက်လုပ်ပေးခဲ့တာဥစ္စာသူကတော့လင်းကျင်ကိုထမင်းတနက်ကျွေးပြီးစကားကောင်းချို့ပြောလိုက်ုံနဲ့အလုပ်ဖြစ်သွားတာပေါ့ဒါဆိုသူနောက်ပိုင်းရောက်လာပြီးမှပြန်သွားတာကောဘာဖြစ်လို့လဲသူရွာကိုလာတာကပြားရီရဲ့အရေးသွေးကိုလာကြည့်တာဗျဒါပေမဲ့တိုးလောင်မှုအားနည်းလို့ပြားရီတွေကချင်းစားပြုတ်နေမှန်းသိသွားတော့ဆက်ဝယ်ရင်ရှုံးတော့မယ်ဆိုတာရိပ်မိပြီးနှုတ်တော်မဆက်ပဲချက်ချင်းထွက်ပြေးသွားတာပေါ့ပြီးတော့လင်းကျင်စီကယူသွားတဲ့ရွာနှစ်ဆက်တူညာကတော့သူ့အတွက်အလကားရတဲ့ပိုက်ဆံဖြစ်သွားတာပေါ့စာချုပ်လည်းမရှိပြေစာလည်းမရှိတော့ရဲတိုင်ရင်တောင်မှဒါကပုံမှန်စီးပွားရေးအငင်းပွားမှုအဲ့ဒီကျိုးချံရဲကဒါကိုတေချာကွက်ကြော်ရိုက်သွားတာဗျလို့ကျွန်တော်ကရှင်းပြလိုက်မိတယ်ကျွန်တော်စကားပြောပြီးနောက်ခဏငြိမ်သက်သွားခဲ့တယ်ဗျဇန်ဖိုးကလီသူသေးဒါဆိုတို့ရွာသားတွေအခုဘာဆက်လုပ်ကြမလဲလို့စိုးရိမ်တကြီးမေးလာတယ်ဇန်ဖိုးကျွန်တော်အမှန်တိုင်းပြောရရင်အဖိုးအိမ်ကပြားရီကအရေးသွေးကောင်းမွန်တာမို့ကျွန်တော်ယွန်30ဈေးနဲ့ဝယ်ပေးဖို့ပြဿနာမရှိပါဘူးဒါပေမဲ့တခြားအိမ်တွေကချင်နေတဲ့ပြားရီပျက်စီးနေတဲ့ပြားရီတွေကိုတော့ကျွန်တော်လုံးဝဝယ်ပေးလို့မရဘူးဗျဝယ်သွားရင်လည်းပြန်ရောင်းလို့မရတာမို့ကျွန်တော်လည်းအကြီးကျယ်ဆုံးရှုံးရမှာလေဟုတ်ပါတယ်ဒါကိုကျွန်တော်တေချာသဘောပေါက်ပါတယ်ဒါကြောင့်အဖိုးရွာကိုပြန်ရင်သွားပြောလိုက်ပါအရေးသွေးကောင်းတဲ့ပြားရီမှန်သမျှကိုကျွန်တော်ယွန်30ဈေးနဲ့အကုန်ဝယ်ပေးမယ်ဒါပေမဲ့ပျက်စီးနေတဲ့ပြားရီတွေကိုတော့မတက်နိုင်ပါဘူးလို့မှာလိုက်တယ်လီသူထေဒါဆိုလူတော်တို့ဘက်ကောလူတော်ကိစ္စကတော့သူမပါတာသူမှကျွန်တော်စီကိုလာပြီးတောင်းပန်ပါစေလို့ပြောလိုက်တယ်နောက်ထပ်3ရက်ကုန်လွန်သွားခဲ့တယ်ဗျာဒီ3ရက်အတွင်းမှာဇန်ဘိုးမိတ်ဆက်ပေးတဲ့မိသားစုအချို့စီကနေပြားရီတက်တူညာပိတာတော့မပြည့်တပြည့်ပဲဝယ်ခဲ့ရတာစတုတ်ထမြောင်းနေရဲ့မနက်ခင်းမှာတော့ဝန်ထမ်းချန်လေးကဝမ်းသာအားရပြေးဝင်လာပြီးအကိုလူတော်ရောက်နေပြီဗျာလို့လာပြောရှာတယ်သူ့ဘယ်မှာလဲအောက်ထပ်မှာပြားရီဘုံကိုကင်ပြီးရက်နေတာနာရီဝက်နီးပါးရှိပြီဗျအပေါ်ကိုမတက်ရဲရှာဘူးလို့ပြောတာနဲ့အထဲဝင်ခိုင်းလိုက်လို့လွတ်လိုက်ရတယ်လူတော်ခန်းထဲဝင်လာတော့ကျွန်တော်ကလာဝင်ထိုင်ဦးလို့နှုတ်ဆက်လိုက်မိတယ်လီသူထေဒီပြားရီအိုးကတို့အိမ်ကစိုက်တာမဟုတ်ပါဘူးတို့ရဲ့မောင်နှမတွေအိမ်ကဖြစ်ပြီးသူတို့ကတေချာထားတာမို့လုံးဝမပျက်စီးပါဘူးဗျာမင်းကြည့်ပေးပါဦးဝယ်ပေးနိုင်မလားလို့သူမကအားငယ်စွာနဲ့လာတောင်းပန်ရှာတယ်ဝယ်ပေးရမှာပေါ့ခြံလေးအလေးချိန်သွားချိန်စမ်းခြံလေးချိန်ပြီးတော့နှစ်ဆက်3ပိတာရှိလို့ယွန်690ချက်ချင်းရှင်းပေးလိုက်ရတယ်လူတော်ခဏထိုင်ဦးလေလို့ကျွန်တော်ကခေါ်လိုက်တော့လူတော်ကမျက်ရည်ဝဲရင်လီသူထေးရငါမင်းပေါ်အလွန်မားခဲ့ပါတယ်ဗျာငါရဲ့တမက်ဖြစ်သူကတကယ်ကိုအတုံးမကျတဲ့ကောင်တရွာလုံးကိုဒုက္ခပေးခဲ့တာဗျအဲ့ဒီကျိုးသူထေးကလင်းကျင်ကိုထမင်းတနက်ကျွေးပြီးစကားကောင်းချို့ပြောလိုက်တာနဲ့သူကယုံသွားခဲ့တာရွာပြန်ရောက်တော့ငါ့ကိုယွန်60ပေးမဲ့သူရှိတယ်လို့ကြွားတာနဲ့ငါလည်းတကယ်အောက်မေ့ပြီးရွာထဲမှာအရှိဆုံးကနေဈေးတက်ဖို့လိုက်អော်ခဲ့မိတာပါငါကအင်တာနက်ပေါ်ကစကားလုံးတွေဖြစ်တဲ့နစ်မြုပ်သွားတဲ့အရင်းနှီးဆိုတာတွေကိုပါတက်နေတော့မိမိကိုတကယ်ကိုအစွမ်းထက်လာပြီးအောက်မေ့ပြီးမင်းကိုလာပြီးစီကန်းတွေလာပြောခဲ့မိတာနောက်ဆုံးကြတော့ပြားရီတွေလည်းပျက်စီးပိုက်ဆံလည်းဆုံးရှုံးရတဲ့အပြင်လင်းကျင်မှာထွက်ပြေးသွားပြီဗျာငါသမီးလေးလည်းနေ့တိုင်းကိုနေရတယ်လို့ငိုယိုပြီးဝန်ခံရှာတော့တာပေါ့လင်းကျင်ကထွက်ပြေးသွားတယ်ဟုတ်လားသူပဲကိုသွားတာလဲထွက်သွားတာရက်ပေါင်းများစွာကြာပြီဗျာအဲ့ဒီနေ့ကရွာသားတွေရဲ့အော်ဟောက်ဆဲဆိုတာကိုခံရပြီးနောက်တနေ့မနက်အစောကြီးမှတင်လူပြောက်သွားတာပဲဖုံးခေါ်ရင်လည်းစက်ပိတ်ထားလို့ဘသွားမှန်းမသိဘူးငါသမီးသွားရှာတာလည်းရှာမတွေ့ဘူးဗျာလီသူထေးရသူကဘာလို့ဒီလောက်တောင်အတုံးမကျရတာလဲမသိဘူးတက္ကသိုလ်ကျောင်းသားကြီးဖြစ်ပြီးတော့ကောင်းကောင်းမွန်မွန်မနေပဲဘာလို့ဒီလိုခိုးကြောင်ခိုးဝက်အလုပ်တွေကိုလုပ်ရတာလဲဗျာလို့လူတော်ကညှိရှာတယ်လူတော်လင်းကျင်မထွက်သွားခင်ကောအတော့ကိုဘာပြောခဲ့သေးလဲသူကအဲ့ဒီကျိုးသူထေးစီကိုသွားပြီးပိုက်ဆံပြန်နှောင်းမယ်လို့ပြောခဲ့တာဗျ
ဘာပိုက်ဆံလဲသူကကျိုးသူထေးစီကိုရွာနှစ်ဆက်တူညာလွှဲပေးခဲ့ဘူးတဲ့အဲ့ဒါအာမခံစရန်ငွေချစ်ပြီးဒါမှကျိုးသူထေးကရွာကိုလာဝယ်မှာမို့လို့ပါတယ်ပြားရီဝယ်ပြီးရင်အဲ့ဒီပိုက်ဆံပြန်အပ်မယ်ပြောပေမဲ့ကျိုးသူထေးကရွာကိုလာပြီးချက်ချင်းထွက်ပြေးသွားတော့ပိုက်ဆံလည်းပြန်မရခဲ့ဘူးဗျလင်းကျင်ကအဲ့ဒါကြောင့်သူ့စီသွားတောင်းတာလီသူထေးရဒီပိုက်ဆံကိစ္စကိုငါစောကြီးကလေးကလုံးဝမသိခဲ့ဘူးဗျလင်းကျင်ကငါ့ကိုလုံးဝမပြောခဲ့ဘူးသူထွက်သွားပြီးမှသူ့ဖုန်းထဲကငွေလွှဲမှတ်တမ်းကိုကြည့်မိတော့မှသိရတာဗျရွာနှစ်ဆက်တူညာဆိုတာရိုမီသားစုရဲ့စူဆောင်းထားသမျှပိုက်ဆံအားလုံးပဲဥစားသူကငါ့ကို꿰ပြီးအကုန်လွှဲပေးလိုက်တာအခုတော့လူလဲပျောက်ပိုက်ဆံလဲဆုံးရှုံးရပြီဗျလို့ငိုယိုရင်းပြောရှာတော့တာပေါ့ကျွန်တော်တက်ပြင်းချပြီးလူတော်အတော်ရွာကိုပြန်ရင်ရွာသားတွေကိုတွားပြောလိုက်ပါအရေးသွေးကောင်းတဲ့ပြားရီမှန်သမျှကိုကျွန်တော်ရွံ30ဈေးနဲ့အကုန်ဝယ်ပေးမယ်ငွေသားနဲ့ချက်ချင်းရှင်းပေးမှာဖြစ်ပြီးချင်းနေတဲ့ပြားရီတွေကိုတော့ကျွန်တော်လုံးဝမယူဘူးလို့ပြောလိုက်မိတယ်လူတော်ကဝမ်းသာအားရနဲ့လီသူသေးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျလို့အမားတိစွာနဲ့ပြောရှာတော့တာပေါ့သူတို့ပြန်သွားတော့ကျွန်တော်ဖုန်းထုတ်ပြီးမိတ်ဆွေတယောက်စီဖုန်းဆက်လိုက်တယ်ဟဲလိုလီအစ်ကိုကျွန်တော်ကိုလူတယောက်ရဲ့အကြောင်းစုံစမ်းပေးပါဦးနာမီကကျိုးချန်ရဲ့လေယာထွက်ကုန်တွေကိုလိုက်ဝယ်ရသူဖြစ်ပြီးသူ့ရဲ့ကုမ္ပဏီလိပ်စာဖုန်းနံပါတ်နဲ့နောက်ခံအကြောင်းအရာတွေကိုအသေးစိတ်သိချင်လို့ပါညနေပိုင်းမှာမိတ်ဆွေကဖုန်းပြန်ဆက်လာပြီးလီသူသေးစုံစမ်းလို့ရပြီဗျကျိုးချန်ရဲ့ကအသက်43နှစ်ရှိပြီဖြစ်ပြီးချန်ရဲ့လေယာထွက်ကုန်ကုမ္ပဏီကိုတည်ထောင်ထားတယ်ဗျလိပ်စာကမြို့တော်ပိုင်းကဈေးကွက်ထဲမှာဖြစ်ပေမဲ့အဲ့ဒီကုမ္ပဏီကအစောကြီးကလေးကပိတ်ထားလို့လူရိတ်တောင်မရှိတော့ဘူးဗျမနစ်ကသူကဘေးရွာမှာပြားရည်တွေကိုဈေးပေါ်နဲ့ဝယ်ခဲ့ဘူးပြီးအရေးသွေးမကောင်းလို့ပြန်ရောက်မရပဲရွမ်တောင်းကနန်းလောက်ရှုံးဘူးတယ်ဗျသူကမကျေနပ်တာမို့အဲ့ဒီဆုံးရှုံးမှုကိုပြန်ကာမိအောင်ဆိုပြီးရွာသားတွေကိုတွေးထိုးကအရင်ကဝယ်ယူနေတဲ့သူသေးကိုမောင်းထုတ်ခိုင်းတယ်ပြီးမှသူကိုယ်တိုင်ဝင်ပြီးတပိတာရွမ်ဆက်9နဲ့ဈေးနှိမ်ပြီးဝယ်ဖို့လုပ်တာပေါ့ဒါပေမဲ့ရွာသားတွေကသဘောမတူပဲရဲစခန်းထိတိုင်ကြလို့သူကရွမ်30တူညာရော်ပေးပြီးမှခိုးကြောင်ခိုးဝက်ထွက်ပြေးခဲ့ရတာဗျာဒါဆိုဒီတစ်ခေါက်ကတော့သူကတို့ရွာလေးကပြားရည်တွေကိုအရေးသွေးကောင်းတယ်ထင်လို့လာတာဗျပြားရည်ရှစ်တူညာပိတာကိုရွမ်20ဈေးနဲ့တာဝယ်နိုင်ရင်ပြန်ရောက်တဲ့အခါအနည်းဆုံးရွမ်50တူညာအမြတ်ရမှာကိုဒါပေမဲ့သူရွာကိုရောက်တဲ့အခါပြားရည်တွေကချင်းစပ်ပြုတ်နေမှန်းသိသွားတော့မတန်တော့ဘူးအောက်မေ့ပြီးချက်ချင်းထွက်ပြေးတာပေါ့လင်းကျင်စီကယူသွားတဲ့ရွမ်20တူညာကတော့သူ့အတွက်အလားကားရတဲ့ပိုက်ဆံဖြစ်သွားတာပေါ့စာချုပ်လည်းမရှိပြေစာလည်းမရှိတော့ရဲစခန်းတိုင်ရင်တောင်ဒါကပုံမှန်စီးပွားရေးအငင်းပွားမှုမို့အဲ့ဒီကျိုးချန်ရဲကဒါကိုတေချာကွက်ကြော်ရိုက်သွားတာဗျလို့လမ်းပြောပြရှာတယ်ကျွန်တော်ဖုန်းချပြီးနောက်ခုံပေါ်မှာထိုင်ရင်ခန့်ငိမ့်သက်သွားခဲ့တယ်ဗျနောက်ထပ်2ရက်ကုန်လွန်သွားပြီးနောက်ကျွန်တော်ရုံးခန်းထဲမှာစည်ရင်းတွေစစ်နေတော့နံပါတ်စိမ်းတစ်ခုကနေဖုန်းဝင်လာပြန်တဲ့အပြင်ကနံပါတ်ဖြစ်လို့ကြိုင်လိုက်တော့ဟဲလိုလီသူသေးလားဗျကျွန်တော်ကျိုးချန်ရဲပါဗျလွန်ခဲ့တဲ့လက်ကတို့ရွာလေးမှာဆုံခဲ့ဘူးတယ်လေကျွန်တော်ဖုန်းကိုတင်းဆုပ်လိုက်ပြီးကျိုးသူသေးဟုတ်ပါပြီအကြာကြီးရှိပြီနော်ခင်များထွက်ပြေးသွားတယ်လို့ကြားတယ်အာပြန်လာပေါ့ဗျအဲ့ဒီရွာကပြားရည်တွေကအရေးသွေးမကောင်းတော့ဘူးဥစ္စာဆက်ဝယ်ရင်ရှုံးမှာပေါ့တို့တွေကစီးပွားရေးသမားမို့ရှုံးမဲ့အလုပ်တော့မလုပ်နိုင်ဘူးလေဒါဆိုခင်များလင်းကျင်စီကယူသွားတဲ့ရွာနှစ်ဆက်တူညာအာမခံငွေကိုကောဘယ်ချိန်ပြန်အပ်မှာလဲအဲ့ဒီရွာနှစ်ဆက်တူညာကလင်းကျင်ကစိတ်လိုလိုက်ရလာပေးတာဗျငါကသူ့ကိုအတင်းကျပ်မလုပ်ခဲ့ပါဘူးသူကိုယ်တိုင်လောဘကြီးပြီးငါစကားကိုယုံခဲ့တာလေလီသူသေးခင်များဖုံးဆက်တာကဒါတွေကိုလာပြောဖို့မဟုတ်ဘူးမလားကျိုးသူသေးကဖုံးထဲကနေရဲပြီးဟာလီသူသေးကတကယ်ကိုပါနဲ့တာပဲငါဖုံးဆက်တာကခင်များနဲ့စီးပွားရေးတစ်ခုတူလုံးမလို့ဗျာအဲ့ဒီရွာကပြားရည်တွေကိုခင်များအခုဝယ်နေရမဟုတ်လားတပိတာရွမ်30ဈေးနဲ့လေငါမှလန်စ်တစ်ခုရှိတယ်ဗျအဲ့ဒီပြားရည်တွေကိုတို့တွေမြို့ပေါ်မှာရွမ်90ဈေးနဲ့ပြန်ရောင်းလို့ရတာမို့ရတဲ့မြက်ကိုတဝက်စီခွဲကြရအောင်လေဘလို့လဲလို့လာကန်းလန်းတော့တာပေါ့ကျိုးသူသေးခင်များကိုယ်တိုင်တောင်လူချင်းလာမတွေ့ရပဲနဲ့ငါကခင်များနဲ့ဘလို့ယုံကြည်ပြီးပူးပေါင်းရမှာလဲလီသူသေးရငါကမလာရဲတာမဟုတ်ပါဘူးလာဖို့အဆင်မပြေလို့ပါဗျာအဲ့ဒီရွာကရွာသားတွေကအခုငါကိုနာကြီးလုံးလို့အန်ကျိတ်နေကြတာဥစ္စာငါသာလူချင်းသွားတွေ့ရင်သူတို့ငါကိုအစိမ့်လိုက်ဝါမျိုးပြကြလိမ့်မယ်ဒါပေမဲ့ခင်များကတော့မတူဘူးလေကျွန်တော်ကကျိုးသူသေးခင်များအခုလင်းကျင်ဘယ်မှာရှိလဲဆိုတာသိရလားလို့မေးလိုက်တယ်မသိဘူးဗျသူနဲ့ငါနဲ့ဘာဆိုင်လို့လဲသူ့မိမကသူ့ကိုနေတိုင်းအသေးတန်လက်ရှာနေတာဗျသူ့ရောက်ခတ်မဆိုရင်လဲငိုလုံးလို့မျက်လုံးတွေပါပျက်စီးတော့မယ်ခင်များယူသွားတဲ့ရွမ်နှစ်ဆက်တူညာဆိုတာအဲ့ဒီမိသားစုရဲ့စူဆောင်းထားသမျှပိုက်ဆံအားလုံးပဲဥစားကျိုးသူသေးကအတန်ပြောင်းသွားပြီးလီသူသေးငါမင်းကိုတတိပေးလိုက်မယ်သူတပားကိစ္စကိုရှောက်ပြီးဝင်မပါနဲ့အဲ့ဒီရွာကပြားရီကိုမင်းဝယ်ခင်ရင်ဝဲငါလုံးဝမတားဘူးဒါပေမဲ့မင်းကလင်းကျင်အတွက်ထွက်ပြောပေးခြင်းနဲ့ဆိုရင်တော့ကို့အတွက်ပြဿနာရှာလိုက်တယ်လို့ပဲဖြစ်သွားမယ်လို့ချင်းချောက်ပြီးဖုံးချသွားပါလေရောတိတ်မကြခင်မှာပဲလူတော်စီကနေဖုံးထက်ဝင်လာပြန်တယ်အတန်ကတကယ်ကိုစိုးရိမ်ပြီးဝင်ပြနေတာပေါ့လီသူသေးလင်းကျင်ပြန်ရောက်လာပြီဗျာသူကအဲ့ဒီကျိုးချန်ရဲ့ကိုမြို့တော်ပိုင်းကဈေးကွက်ထဲမှာသွားရှာတွေ့ခဲ့တယ်တဲ့ဒါပေမဲ့ဟိုလူကလုံးဝဝန်မခံတဲ့အပြင်သူ့ကိုပါကိုထိလက်ရောက်အကြီးကျယ်ရိုက်နှက်လိုက်တာဗျာဒဏ်ရာပြင်းထန်လာတော့မျက်နှာမှာလည်းညိုမင်းနေပြီးလက်မောင်းမှာလည်းဒဏ်ရာတွေအများကြီးပဲဗျာသူကအခုရဲတိုင်ပဲပြောပြီးမင်းစီကနေအဲ့ဒီငွေလွှဲမှတ်တမ်းသက်တွေကိုလာတော့မလို့တဲ့လင်းကျင်မင်းဘာဖြစ်လို့လဲဗျာငါ့ကိုလာမချင်းချောင်းနဲ့ဦးကျွန်တော်ကလူတော်ဘာဖြစ်လို့လဲဗျာလို့လမ်းမေးလိုက်တော့ဖုံးခဲကနေလူတွေအော်ဟောက်တန်ငိုယိုတန်တွေနဲ့အကြီးကျယ်ရှုပ်ပေါ်သွားပါတော့တယ်စက္ကန့်နဲ့ငယ်ကြာတော့မှလူတော်ရဲ့ထိတ်လန့်တကြားအော်တန်ထွက်လာတယ်
လီတူထေးရလင်းကျင်နေရမှာတင်မေ့လဲသွားပြီဗျာအခုချက်ချင်းလူနာတင်ကားခေါ်လိုက်ပါလို့ကျွန်တော်ကလမ်းអော်လိုက်ရတယ်မိုးကတညာလုံးတီးထန်စွာရွာသွန်းနေခဲ့တယ်ဗျာကျွန်တော်ရွာကိုရောက်သွားတဲ့အချိန်မှာည9 နာရီကျော်ရှိနေပါပြီလူတော့ရဲ့ခြံတကားကပွင့်နေပြီးအထဲမှာမီးတွေလင်းထိန်ကရွာသားများစုရှိနေကြတာပေါ့လူတော်ကအဲ့ခန်းတကားဝမှာထိုင်နေပြီးတကိုယ်လုံးဆွဆွဲနေရှာတယ်လို့ရွာလူကြီးကလည်းလမ်းဘေးမှာစောင့်ကြောင်ထိုင်ပြီးခေါင်းကိုကင်ကာစိုးရိမ်နေရှာတယ်ဒါပေမဲ့တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီကျိုးချံရဲ့ကိုယ်တိုင်လည်းထီးမဲရောင်ကြီးကိုကင်ပြီးခြံထဲမှာရောက်နေတာဗျာသူကကျွန်တော်ကိုမြင်တော့လီတူထေဒီလောက်မိုးသိနေတာကိုလာရဲသေးတယ်နော်တကယ်ကိုပင်ပန်းပါတယ်ဗျာလို့လာနှုတ်ဆက်တယ်ခင်များဒီကိုဘာလာလောက်တာလဲပြားရီလာဝယ်တာပေါ့ဗျာအရင်ကသဘောတူထားပြီးသားပဲဥစ္စာတပိတာရွမ်65ဈေးနဲ့လေငါကငွေသားနဲ့ချက်ချင်းပေးမှဖြစ်ပြီးမင်းကရွမ်30ပေးတယ်ငါကရွမ်65ပေးတာမို့ရွာသားတွေကိုပဲလွတ်လပ်စွာရွေးချယ်ခိုင်းလိုက်ကြရအောင်လေလို့ကျိုးချံရဲကမာနာကြီးစွာပြောတော့တာပေါ့ကျွန်တော်ကရွာသားတွေရဲ့ရှေ့မှာတင်ကျိုးသူထေခင်များလွန်ခဲ့ရဲ့လကလည်းရွမ်65ပေးမယ်ပြောပြီးနောက်ဆုံးကြတော့တပြားမှဆေးရံမချပဲထွက်ပြေးသွားတာမဟုတ်လားပြီးတော့လင်းကျင်စီကနေရွမ်20တူညာကိုမတရားညစ်တောင်းသွားတာကိုကောခင်များဘလို့ရှင်းမလဲလို့တိုက်ရိုက်မေးလိုက်တယ်ကျိုးချံရဲကမျက်နှာပြောင်းသွားပြီးလီတူထေအဲ့ဒီရွမ်20တူညာကိစ္စကမင်းနဲ့ဘာမှမဆိုင်ဘူးဗျာလင်းကျင်ကစိတ်လိုလိုက်ရလာပေးတာဥစ္စာလို့ညင်းပြန်ရောခင်များမနေ့ကလည်းငွေသားချက်ချင်းရှင်းပေးမယ်ပြောပြီးပြားရည်တွေကိုတစ်ချက်ကြည့်ပြီးချက်ချင်းထွက်ပြေးသွားတာလေအတော့အိမ်ကပြားရည်တွေနေဘူးထဲမှာတနေ့နဲ့တညလုံးထိုင်ဆောင်ရလို့အကုန်ပျက်စီးကုန်ပြီဒီကိစ္စကိုကောခင်များဘလို့တာဝန်ယူမလဲအဲ့ဒါသူတို့ဘာသာဒိုလောင်မှုအားနည်းလို့ပျက်စီးတာလေငါနဲ့ဘာဆိုင်လို့လဲခင်များကသူ့ကိုရွာတကားဝမှာစုပုံခိုင်းထားတာမဟုတ်လားလင်းကျင်ကခင်များရဲ့စကားကြောင့်ရွာသားတွေကိုအတင်းတယ်ခိုင်းခဲ့တာလေခင်များတာကိုမပြောခဲ့ဘူးလို့ညင်ရလားကျိုးသူထေးကဒေါသထွက်ပြီးမင်းစကားပြောရင်တက်တည်ရှိရမယ်နော်လို့អော်တဲ့အချိန်မှာတင်ဇန်ဖိုးကအိတ်ကက်ထဲကနေဖုန်းဟောင်းလေးတစ်လုံးကိုထုတ်ပြပါတော့တယ်လင်းကျင်မထွက်သွားခင်ကခင်များတို့ပြောထားတဲ့ message ချက်ရိုအဆရီမှတ်တမ်းတွေကိုကျွန်တော်စီအကုန်လွှဲပေးခဲ့တယ်ဗျာခင်များကရွမ်65ဈေးပေးမယ်သူ့ကိုစိတ်မလောခိုင်းနဲ့ဟိုလူထွက်သွားတာနဲ့ငါချက်ချင်းလာခဲ့မယ်လို့တေချာရေးထားတာဒီစာသားတွေကခင်များရေးတာဟုတ်မဟုတ်အားလုံးရှေ့မှာစစ်ကြည့်ကြရအောင်လေလို့အဖိုးကပြက်ပြက်သားသားထွက်ပြောပါတော့တယ်ကျိုးချံရဲ့မျက်နှာကရုံကရင်ဖြစ်သွားတဲ့အချိန်မှာပဲကျွန်တော်ကလမ်းអော်လိုက်တယ်အကုန်လုံးမလုပ်ကြနဲ့ကျွန်တော်ရဲတိုင်လိုက်ပြီးခင်များရဲ့ဘေးရွာကနမီပြက်ရာဇဝင်တွေရဲ့အခုလင်းကျင်ရဲ့ငွေလွှဲမှတ်တမ်းတက်တွေတွေရဲ့ဒီရှင်ကောဝတ်အင်းရစာသားတက်တွေပါပေါင်းလိုက်ရင်ရဲစခန်းကခင်များကိုတရားဝင်ဖမ်းဝရမ်းထုတ်ဖို့လုံလောက်နေပြီဗျာကျိုးချံရဲကထိတ်လန့်တကြားနဲ့မင်းပဲချင်းကရဲတိုင်လိုက်တာလဲလို့မေးတော့ကျွန်တော်ကငါရွာကိုမလာခင်ကတည်းကရဲတိုင်ခဲ့တာလို့ပြန်ပြောလိုက်မိတယ်တဲမကြခင်မှာပဲရွာတကားဝကနေရဲကားဥဒတန်တွေတကြိမ်မြည်လာပြီးရဲတပ်ဖွဲ့ဝင်တွေဝင်လာကကျိုးချံရဲကိုလက်ထိတ်ခတ်ပြီးတရားဝင်ဖမ်းဆီးခေါ်ဆောင်သွားကြပါတော့တယ်ဗျာရဲစခန်းကိစ္စတွေပြီးသွားတဲ့နောက်ကျွန်တော်ဆေးရုံကိုလိုက်သွားပြီးလင်းကျင်ကိုသွားကြည့်ခဲ့တယ်မျက်နာကဒဏ်ရာတွေတက်တာရဲ့လားတက်တာပါတယ်လီတူထေးရအဲ့ဒီရွမ်20တူညာတက်တွေကတော့လှုပ်ထုံးလုံနေတိုင်းသွားရမှာမို့ပိုက်ဆံပြန်ရဖို့အချိန်ခန့်ဆောင်ရလိမ့်မယ်လို့သူကအားငယ်စွာပြောရှာတယ်ငါသိပါတယ်လီတူထေးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာငါ့ကိုကျေးဇူးတင်မနေနဲ့ငါမင်းကိုမင်းမယ်မင်းပြားရီလုပ်ငန်းကိုတရားဝင်ဆက်လုပ်ချင်သေးရဲ့လားငါပြောတာကခိုးကြောင်ခိုးဝက်မဟုတ်ပဲတရားဝင်စီးပွားရေးဖြစ်ပေါ့မင်းတကယ်တင်ယူခြင်းနဲ့ဆိုရင်ငါမင်းကိုပြားရီအရေးသွေးခွဲခြားနေကစားပြီးလက်သမားတွေနဲ့ဘလို့ဆက်ဆံရမလဲလမ်းစာတွေဘလို့ရှာရမလဲဆိုတာတွေကိုအစအဆုံးတေချာတင်ပေးမယ်ဒါပေမဲ့ငါစကားဆိုးကိုအရင်ပြောထားမယ်မင်းနောက်တစ်ခါထပ်ပြီးဒီလိုမကောင်းတဲ့လမ်းစဉ်တွေကိုလိုက်ရင်တော့ငါကိုယ်တိုင်မင်းကိုအရင်ဆုံးအပြက်ရှင်းပစ်မယ်လို့ပြက်သားသားမှလိုက်မိတယ်လင်းကျင်ရဲ့မျက်ဝန်းတွေညီရဲလာပြီးနေရာကနေထက်ကကျွန်တော်ကိုအယိုသေးပေးပြီးအကြာကြီးဥညွှရှာတော့တာပေါ့ကျွန်တော်ပြင်ကိုထွက်ခဲ့တော့လူတော်ကအနောက်ကနေပြေးလိုက်လာပြီးပြားရီအိုးတိုးကိုလက်ထက်အတင်းထည့်ပေးရှာတယ်လီတူထေဒါကိုတေချာလက်ခံပေးပါဦးပိုက်ဆံပေးစရာမလိုပါဘူးဗျာလူတော်စီကံတိုင်းပိုက်ဆံပေးရမှာပေါ့မလိုပါဘူးဗျာမင်းဒါကိုလက်မခံရင်ရိုမီသားစုကိုခွင့်မလွတ်ဘူးလို့အောက်မိမိမှာဆိုလို့ပါလို့ငိုယိုပြီးပြောရှာတာနဲ့ကောင်းပြီလေဒါဆိုငါလက်ခံပါမယ်လို့ပြောပြီးယူခဲ့လိုက်ရတယ်ကားပေါ်ရောက်တော့ဝန်ထမ်းချန်လေးကအကိုခင်များစောကပြောခဲ့တဲ့စကားတွေကတကယ်ကြီးလားဗျာခင်များအဲ့ဒီလင်းကျင်ကိုတကယ်ပဲအလုတ်တင်ဖြစ်ခေါ်တော့မလို့လားသူကခင်များကိုအရင်ကအကျိုးရောက်အောင်လုပ်ခဲ့တဲ့သူအစားလို့မေးရှာတယ်တကယ်ပေါ့ဗျာဒါပေမဲ့သူကစိတ်တက်မကောင်းတဲ့သူမဟုတ်ပါဘူးဗျာသူကမိုင်းမဲတာတက်ပဲဥစားမိုင်းမဲတာနဲ့စိတ်တက်ပုတ်ဆက်တာကလုံးဝမတူဘူးဗျာမိုင်းမဲတဲ့သူကိုတော့တို့တွေလမ်းမှန်ပြပြီးတင်ပေးလို့ရပေမဲ့စိတ်တက်ပုတ်ဆက်တဲ့သူကိုတော့ဘလို့မှကဲတင်လို့မရဘူးလေလို့ကျွန်တော်ကရှင်းပြလိုက်မိတယ်3 လအကုန်လုံးသွားခဲ့တယ်ဗျာလင်းကျင်စီကနေဖုံးဝင်လာပြီးလီတူထေအဲ့ဒီရွမ်20တူညာကိုရဲစခန်းကနေတရားဝင်ပြန်နှောင်းပေးလို့ရပါပြီဗျာစေကူတာစရိတ်တွေပါပေါင်းပြီးရွမ်15တူညာပြန်ရခဲ့ပါတယ်ပြီးတော့ကျွန်တော်အွန်လိုင်းပေါ်မှာကိုပိုင်ပြားရီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာပြီးခဲ့တဲ့လကတင်အော်ဒါ80ကျော်ရောင်းခဲ့ရတယ်ဗျာလို့ဝမ်းသာအားရလာကြွားရှာတယ်ကျွန်တော်ကအွန်လိုင်းကိစ္စတွေကိုတော့ငါတိတ်နားမလဲဘူးမို့မင်းမသားမင်းတေချာစူးစမ်းပြီးလေးလာဦးလို့အားပေးလိုက်မိတယ်နောက်ထပ်နှစ်လကုန်လွန်သွားပြီးနောက်ဇန်ဘိုးစီကနေဖုံးထက်ဝင်လာပြန်နေဗျာလီတူထေးရအခုလူတော့အိမ်ကပြားအောင်တွေကအစ်စ်ပြန်ပြီးပြည့်နေပြီဗျာဒီတစ်ခေါက်ထွက်တဲ့ပြားကြီးရဲ့အရေးသွေးကမနစ်ကထက်အများကြီးပိုကောင်းတဲ့ဥစ္စာသူမကမင်းကိုဘယ်ချိန်လာဝယ်မှာလဲလို့လက်မေးခိုင်းလိုက်လို့ပါတဲ့နောက်လာကြရင်ကျွန်တော်တေချာပေါက်လာခဲ့ပါမယ်လို့ပြန်ပြောလိုက်မိတယ်ဆောင်းတွင်နှစ်ကုန်ပိုင်းအချိန်မှာတော့
ကျွန်တော်အဲ့ဒီမြို့နယ်လေးကိုဖျက်လာရင်တို့ရွာလေးစီကိုတမင်တွားကြည့်ခဲ့မိတယ်ဗျာရွာတကားဝကတစ်ပင်ကြီးလည်းရှိနေတော့လမ်းကလည်းအရင်လမ်းပဲဖြစ်ပေမဲ့အများကြီးပို့ပြီးတန်ရှင်းတက်ရက်နေတာပေါ့လမ်းဘေးမှာစမ်းဖို့အစ်စ်တစ်ခုစိုက်ထားပြီးတဘာဝပြားကြီးစိုက်ပျိုးရေးဆန်ပြရွာလို့စာတန်းတစ်ရေးထားတာကိုတွေ့ရတယ်လူတော့အိမ်ချန်ထဲမှာလည်းပြားအောင်တိတ်တာတစ်တွေကအစီရှိနေကြပြီးမနစ်ကထက်နှစ်ဆမကပိုများလာတာပေါ့သူမကျွန်တော်ကားကိုမြင်တာနဲ့အိမ်ထဲကနေပြေးထွက်လာပြီးလီသူသေးခင်များတကယ်ပဲရောက်လာတာကိုလို့ဝမ်းသာအားရကြိုရှာတယ်လင်းကျင်လဲအိမ်ထဲကထွက်လာပြီးပြားရီဘူးတစ်တပူးကိုယူကဖုံးဖွင့်ပြတယ်ရွှေဝါရောင်နဲ့တကယ်ကိုတန်ရှင်းကြည်လင်လာတယ်ဗျာကျွန်တော်တလုံးမြည်ကြည့်လိုက်တော့ချုံမြိန်ပြီးအနံ့ကတကယ်ကိုမွေးပြက်နေတာပေါ့တကယ်ပြားရီကောင်းပဲလီဦးတော်ကလီသူသေးမင်းမသိလို့ပါလင်းကျင်ကအခုဆိုရင်အလုတ်ကိုအရန်အာယုံဆိုင်တာဗျာနေ့တိုင်းတောင်ပေါ်ပြေးပြီးပန်းတွေပွင့်မပွင့်ပြားတွေပြားရီစုံမဆုပ်ဆိုတာတွေကိုတေချာလိုက်ကြည့်နေတာသူကတို့ရွာကပြားရီကိုအကောင်းဆုံးအရေးသွေးဖြစ်အောင်လုပ်ပြီးမြို့ပေါ်ကိုတင်ပို့မယ်လို့စူးစမ်းနေတာဗျာလို့ဂုံယူစွာပြောပြရှာတယ်ကျွန်တော်လင်းကျင်ကိုကြည့်ပြီးကောင်းပြီလေမနေ့ပြန်ကြရင်မင်းတို့ရွာကပြားရီအားလုံးကိုငါအကုန်လုံးကန်ထရိုက်ယူပြီးဝယ်မယ်ဈေးနှုန်းကိုတော့အေးအေးဆေးဆေးဆွေးနွေးကြတာပေါ့လို့ပြောလိုက်တယ်ဒါပေမဲ့လင်းကျင်ကခေါင်းခါပြီးမလိုပါဘူးလီသူသေးဈေးနှုန်းကတော့ပုံမှန်တိုင်းတပိတာရွမ်30ပဲတပြားမှပုံမယူပါဘူးလို့ညင်းရှာတယ်ဘာဖြစ်လို့လဲဗျာအကိုပဲကျွန်တော်ကိုတင်ပေးခဲ့တာလေစီးပွားရေးလုပ်ရင်စီကန်းရှိရမယ်ဆိုတာအကိုတတ်မှတ်ပေးခဲ့တဲ့ရွမ်30ဈေးကတို့ရွာရဲ့စီကန်းမို့ကျွန်တော်ဒီစီကန်းကိုလုံးဝမဖြတ်စည်းပါဘူးဗျာလို့လင်းကျင်ကပြက်ပြက်သားသားပြောတော့တာပေါ့ကျွန်တော်တို့ပြန်ခါနီးလူတော်ကပြားရီဘူးတပူးကိုလက်ထက်အတင်းထက်ထည့်ပေးပြန်တယ်ဒီတစ်ခေါက်တော့ကျွန်တော်လုံးဝမငင်းပဲဝမ်းသာအားရလက်ခံခဲ့လိုက်မိတယ်ကားပေါ်ရောက်တော့ခြံလေးကအကိုလီယူတော်ကအခုဆိုရင်လူတယောက်လိုလုံးဝပြောင်းလဲသွားပြီနော်လို့ပြောရှာတယ်သူပြောင်းလဲသွားတာမဟုတ်ပါဘူးဗျာသူကအစကတည်းကစိတ်တက်ကောင်းတဲ့သူပါဒါပေမဲ့လူဆိုတာတစ်ခါတလေကြာရင်မိုင်းမဲပြီးလမ်းမရောက်သွားတတ်ကြတာတဘာဝပဲလေတို့ကျွန်တော်ကပြန်ပြောလိုက်မိတယ်ကားကရွာပြင်ကိုမောင်းထွက်ပြီးအဝေးပြေးလမ်းမကြီးပေါ်ရောက်လာခဲ့တယ်နေကတဖြည်းဖြည်းဝင်တော့မှမို့ကောင်းကင်ကြီးတစ်ခုလုံးရွှေဝါရောင်ပြားရည်တွေတုပ်လိမ့်ထားသလိုတကယ့်ကိုလှပလုံးလာတယ်ဗျာနောက်နှစ်ຫນွေဥရာသီပန်းတွေပွင့်မဲ့အချိန်ကြရင်တော့ကျွန်တော်တို့ရွာလေးစီကိုတေချာပေါက်ပြန်လာဦးမှာဖြစ်ပါတယ်အခြားအရာကြောင့်မဟုတ်ပါဘူးချုံမြိန်ပြီးပန်းရနံ့တွေပြည့်နေနေကຫນွေဥရာသီတစ်ခုလုံးကိုပုံထဲမှာထည့်ထားသလိုခံစားရစေမယ်တို့ရွာလေးရဲ့တဘာဝပြားရည်စစ်စစ်လေးတွေကြောင့်ပါပဲဗျာ